တချိန်ကမြန်မာနိုင်ငံရဲ့မြောက်ပိုင်းရွာလေးတစ်ရွာမှာရွာသူရွာသားတွေဟာအဖွားအိုတဦးရဲ့အိမ်ထဲကထူးဆန်းတဲ့ဟင်းနှန်းကြောင့်အံ့အားသင့်ခဲ့ကြပါတယ်။အဲ့ဒီအနံ့ကအရန်ပြင်းတာကြောင့်လူတိုင်းရဲ့အစာအိမ်ကိုပြုတ်အံစေခဲ့ပါတယ်။ရဲတွေစစ်ဆေးဖို့ရောက်လာတဲ့အခါမှာတော့စူပွက်နေတဲ့တဲအိုးကြီးထဲမှာလူခန္ဓာကိုယ်အပိုင်းအစတွေကိုတွေ့ခဲ့ရပါတယ်။ပိုပြီးအံ့အားသင့်စရာကောင်းတာကတော့တေဆုံးခဲ့ရသူတွေဟာအဖွားအိုရဲ့သားအရင်းနဲ့ချွေးမတို့ဖြစ်နေတာပါပဲ။ဒီလိုကြောက်စရာကောင်းတဲ့အမှုကိုကျူးလွန်ဖို့အမေတဦးကိုတကယ်တမ်းဘာကတွန်းအားပေးခဲ့တာလဲ။မနက်ခင်းကောင်းကင်ကမြန်မာနိုင်ငံမြောက်ပိုင်းရွာလေးတစ်ရွာမှာကြည်လင်နေပါတယ်။လေထဲမှာတော့မြူခိုးတွေကရွဝဲနေစေကြက်ဖတုံတန်တွေကလမ်းထိပ်ကမူလာတန်းကျောင်းစီပြေးလွှားနေတဲ့ကလေးတွေရဲ့အတန်တွေနဲ့ရောထွေးနေပါတယ်။ရွာကတိတ်မကြီးပေမဲ့အမြဲတမ်းနှွေးထွေးမှုအပြည့်နဲ့ပြည့်နှက်နေပါတယ်။ကျေးလက်ဒေသရဲ့ထူးခြားတဲ့အသွင်ပြင်ကိုပြသနေသလိုစိမ့်လန်းတဲ့လယ်ကွင်းတွေဘေးနားမှာစီးဆင်းနေတဲ့ချောင်းငယ်လေးတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးတဲ့ရွာသူရွာသားတွေနဲ့ပြည့်နှက်နေပါတယ်။ရိုးရှင်းတဲ့တစ်သားနဲ့အုပ်အိမ်တွေကြားမှာမိုးမိသားစုပိုင်အိမ်အိုကြီးတစ်လုံးရှိပါတယ်။အိမ်ကတိတ်မကြီးပါဘူး။နေရန်တွေကနှစ်ကာလကြာလို့မဲနေပြီးမိုးသေးထန်စွာရွာသွန်းတဲ့အခါတိုင်းခေါင်မိုးကမကြာခဏယိုစိမ့်တက်ပါတယ်။ဒါပေမဲ့ကိုရဲအတွက်တော့ဒီအိမ်ကြီးကအမှတ်ရစရာတွေအများကြီးနဲ့ပြည့်နှက်နေပါတယ်။သူဒီအိမ်မှာသူ့အမေဒေါ်မိုးမိုး65နှစ်နဲ့အတူမွေးဖွားကြီးပြင်းခဲ့တာပါကိုရဲကအသက်30အရွယ်လူပြိုကြီးတစ်ယောက်ပါသူ့ခန္ဓာကိုယ်ကတတ်မှပြီးနေလောင်တန်ခံထားရတဲ့အသားအရည်ကလဲကွင်းတဲ့ရာခင်းတွေမှာအလုတ်လို့ရတာကိုအကျွမ်းတဝင်ရှိတယ်ဆိုတာပြသနေပါတယ်။သူကဘေးရွာကအသက်28နှစ်အရွယ်တဲတဲဆိုတဲ့ချုံမောလှပတဲ့မိန်းကလေးနဲ့လက်ထပ်ခဲ့ပါတယ်။တဲတဲကိုလူတိုင်းကချစ်ခင်ကြပါတယ်။သူမရဲ့ချိုသားတဲ့မျက်နှာနဲ့ပြုံးရတက်တဲ့အပြုံးတွေကအခြားသူတွေကိုသူမနဲ့စကားပြောရတာအဆင်ပြေစေခဲ့ပါတယ်။လက်ထပ်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာအိမ်အိုကြီးမှာဒေါ်မိုးမိုးနဲ့အတူနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။နေ့စဉ်နဲ့အမျှကိုရဲဟာလယ်သမားတဦးအဖြစ်အလုပ်လုပ်ပြီးသူ့ဖေစီကနေအမွေရခဲ့တဲ့မြေနှဲငယ်ကိုပါစီမံခန့်ခွဲခဲ့ပါတယ်။ဒီအတောအတွင်းမှာတော့တဲတဲကအိမ်ရှိမှာမုံကျော်ကော်ဖီနဲ့ရွာသားတွေအတွက်မုံချောက်လေးတွေရောင်းတဲ့ဆိုင်ငယ်လေးတစ်ဆိုင်ဖွင့်လှစ်ပြီးကူညီခဲ့ပါတယ်။သူတို့ရဲ့ဘဝကရိုးရှင်းပါတယ်။စိန်ခံစရာတွေမရှိပေမဲ့စားဖို့နဲ့တဖြည်းဖြည်းစုမိဖို့လုံလောက်ခဲ့ပါတယ်။ရွာသူရွာသားတွေအတွက်တော့ဒီမိသားစုဟာတာမန်အတိုင်းပါပဲကိုရဲနဲ့တဲတဲကိုလိုက်ဖက်တဲ့စုံတွဲအဖြစ်သတ်မှတ်ကြပါတယ်။ဒေါ်မိုးမိုးကတော့အသက်ကြီးပြီဆိုပေမဲ့ဝါဖျားရရင်ဒါမှမဟုတ်အိမ်နီးနားချင်းတွေနဲ့စကားပြောရင်းအိမ်ရှိလေကားထစ်မှာထိုင်နေတာကိုမကြာခဏတွေ့ရပါတယ်။ဒီနှွေးထွေးမှုနောက်ွယ်မှာဖြည်းဖြည်းချင်းကြီးထွားလာနေတဲ့ပရိပခမျိုးစေ့တွေဝတ်ထားတယ်ဆိုတာဘယ်သူမှမထင်ခဲ့ကြပါဘူး။အဲ့ဒီမနက်ခင်းမှာတဲတဲကဆိုင်အတွက်ပစ္စည်းတွေပြင်ဆင်နေတာပါ။မိဖို့ချောင်ငယ်လေးမှာမုံကြော်နဲ့ငပြောသီးကြော်တွေကြော်နေတာပါ။မိဖို့ချောင်ငယ်လေးကဆိုင်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာပါ။စီပူနန်းနဲ့ငပြောသီးနန်းရောထွေးနေတာကြောင့်ကျောင်းသားလေးတွေကကျောင်းမတက်ခင်မနက်စာဝယ်ဖို့ခဏဝင်လာခဲ့ကြပါတယ်။မမမုံကြော်2ခုပေးပါနော်လို့အဖြူနဲ့အနီကျောင်းဝတ်စုံဝတ်ထားတဲ့ကလေးလေးတစ်ယောက်ကသူ့ပေါင်းပြီးအိတ်ထဲကပတ်စံကြွေလေးတွေကိုထုတ်ရင်းပြောလိုက်ပါတယ်။တဲတဲကကြော်ထားတဲ့မုံတွေကိုစက်ကူအိတ်ထဲထည့်ပေးရင်ဖော်ရည်စွာပြုံးပြလိုက်ပါတယ်။ဂယုဆိုင်တော်ကြောင်းတော့မကြစေနဲ့လို့သူမကညင်တာစွာပြောလိုက်ပါတယ်။လေကားထစ်မှာထိုင်ပြီးဖက်နှက်ကြိုးချီနေတဲ့ကိုရဲကသူ့ဇနီးဘက်လှည့်ကြည့်လိုက်ပါတယ်။သူမရဲ့နှက်ခမ်းဖျားမှာအပြုံးလေးတစ်ခုပေါ်လာခဲ့ပါတယ်။မင်းကလူတွေကိုတကယ်ကောင်းကောင်းဝန်ဆောင်မှုပေးတတ်တာပဲ။ရွာသားတွေမင်းဆိုင်မှာဈေးဝယ်ရတာကိုအရန်ကြိုက်ကြတယ်ဆိုတာငါမကြာခဏတွေ့ရတယ်ကြွ။တော့ဂုံယူပါတယ်လို့သူမကပြောလိုက်ပါတယ်။တဲတဲကခတ်တိုးတိုးရေလိုက်ပါတယ်။အိုဘာလို့ဂုံယူရတာလဲဒါကဆိုင်ငယ်လေးပဲလေအရေးကြီးတာကကျွန်တော်တို့ရဲ့နေ့စဉ်လိုအပ်ချက်တွေကိုကူညီပေးနိုင်တာပဲ။ဒီရိုးရှင်းတဲ့စကားပြောဆိုမှုကတာမန်အတိုင်းပါပဲ။ဒါပေမဲ့အိမ်ရဲ့တနေရာမှာဒေါ်မိုးမိုးကခြံကိုကြည်ရင်နားထောင်နေခဲ့ပါတယ်။သူမရဲ့မျက်နှာကပြုံးရိပ်မရှိပါဘူး။ဒါပေမဲ့သူမရဲ့မျက်လုံးတွေထဲမှာခံမရခက်တဲ့အကြည့်တစ်ခုရှိပါတယ်။အဲ့ဒီမနက်ခင်းမှာသူမကစကားများများမပြောခဲ့ပါဘူး။ဒေါ်မိုးမိုးအတွက်တော့တဲတဲရဲ့အိမ်မှာရှိနေခြင်းကဓာတ်နှစ်ဖက်လိုပါပဲတစ်ဖက်မှာသူမကကိုရဲနဲ့အတူနေထိုင်ဖို့မိန်းကလေးတစ်ယောက်ရှိနေတာကိုပျော်ရွှင်မိပါတယ်။ဒါပေမဲ့အခြားတစ်ဖက်မှာတော့သူမရဲ့နေရာကတဖြည်းဖြည်းချင်းရှာဟောကြလာပြီလို့ခံစားရပါတယ်။အထူးသဖြင့်တဲတဲကသူမတို့ရဲ့ဘိုးဘွားမိဘတွေရဲ့ထုံးတမ်းစင်လာတွေကိုပြောင်းလဲပြစ်မယ်လို့သူမထင်တဲ့အရာတစ်တွေကိုမကြာခဏအကြံပြုခဲ့ပါတယ်။ဒေါ်မိုးမိုးကအိမ်နဲ့ကွယ်လွန်သွားပြီဖြစ်တဲ့သူခင်ပွန်းထားခဲ့တဲ့မြေယာနဲ့ပတ်သက်ပြီးအလွန်အမင်းဆွဲလန်းပါတယ်။သူမကဒီမြေယာဟာထိမ့်သိမ်းဆောင်ရှောက်ရမယ့်အမွေနှစ်လို့ယုံကြည်ပါတယ်။သူခင်ပွန်း10နှစ်ကျော်ကွယ်လွန်သွားကြတဲ့ကမြေယာကသူ့ကိုအတိတ်နဲ့ဆက်ဆက်နေတယ်လို့ခံစားရစေတဲ့တခုလေးသောအရာပါသူသားအရင်းကတောင်ရောင်းချဖို့ရည်ရွယ်ထားရင်သူမကမလိုလားပါဘူး။ဒါပေမဲ့အဲ့ဒီမနက်ခင်းမှာရန်ဖြစ်ခြင်းမရှိပါဘူး။အေးချမ်းမှုကအတူရောင်ပါဒေါ်မိုးမိုးကမိဖို့ကြောင့်ကိုလမ်းလျှောက်သွားပြီးလက်ဖက်ရည်ဖြော
ဖို့ရေယူလိုက်ပါတယ်သူမကနယံမှာချိတ်ထားတဲ့ဒဲအိုးကြီးကိုစိုက်ကြည့်လိုက်ပါတယ်ဒဲအိုးကအကြာကြီးအသုံးမပြုရသေးပေမဲ့ဒေါ်မိုးမိုးကတခုခုပြင်ဆင်နေတယ်လို့မျိုးမကြာခဏတန်ရှင်းရေးလုပ်ပေးတတ်ပါတယ်မေကျွန်တော်ခဏနေလဲဝင်သွားမယ်ညနေမှပြန်လာခဲ့မယ်လို့ကိုရဲကအဝိစားပြင်ရင်ပြောလိုက်ပါတယ်ဂယုဆိုင်တော်နေပူဒဏ်မခံရအောင်ဒီနွေရာသီကခေါင်းကိုက်တတ်တယ်လို့ဒေါ်မိုးမိုးကတူတုတ်ပြန်ဖြေလိုက်ပါတယ်တဲကထပ်ပြောလိုက်ပါတယ်ဟုတ်တယ်ကိုရဲရေတောက်များတောက်နော်အခြေအနေကတာမန်မိသားစုတွေလိုပဲပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်ဒါပေမဲ့ဒေါ်မိုးမိုးရဲ့ရင်ထဲမှာတော့သူမတခါမှပွင့်လင်းမပြသခဲ့တဲ့စိုးရိမ်ပူပန်မှုတွေစတင်ကြီးထွားလာပါတယ်တဲကအနာဂတ်အကြောင်းပို့ပြီးရဲဝံ့ပြောဆိုလာတာကြောင့်မိသားစုရဲ့ဥတီယာကိုဥဆောင်ခြင်းနေတယ်လို့သူမခံစားရပါတယ်ဖြစ်သွားဖြစ်လာအိမ်နီးနားချင်းတွေကနှုတ်ဆက်ကြပါတယ်ဒေါ်မိုးမိုးနေကောင်းလားတဲရဲ့ဆိုင်ကပိုပြီးရောင်းကောင်းလာတယ်လို့ဟင်းရွက်ချင်းတောင်းကိုကင်ဆောင်လာတဲ့အမေတယောက်ကပြောလိုက်ပါဒေါ်မိုးမိုးကပါဆက်လေးနဲ့ပြုံးပြလိုက်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့သူမကပြောလိုက်ပါတယ်ဒါပေမဲ့အိမ်နီးနားချင်းတွေထွက်သွားပြီးတာနဲ့ဒေါ်မိုးမိုးရဲ့မျက်နှာကအပြုံးပြောက်သွားပါတယ်သူမကအိမ်ထဲကိုပြန်ဝင်သွားပြီးအိမ်အိုကြီးမှာထိုင်ပြီးစိတ်ကူးရင်နေခဲ့ပါတယ်သူခင်ပွန်းအသက်ရှင်တုန်းကအတိတ်ကပုံရိပ်တွေကသူ့မှတ်ဉာဏ်ထဲမှာပေါ်လာပါတယ်သူခင်ပွန်းကမြေယာကိုဘယ်တော့မှမရောက်မှုအမြဲမှကြားခဲ့ပါတယ်ဒေါ်မိုးမိုးအတွက်တော့အဲ့ဒီစကားကတည်တန်းစာတင်မဟုတ်ပါဘူးသူမထိမ့်သိမ်းဆောက်ရှောက်ရမယ့်ကြိမ်ဆိုချက်တစ်ခုပါဒီအတော်အတွင်းမှာတော့ကိုရဲနဲ့တဲကမြေယာနဲ့ပတ်သက်တဲ့အတွေးအမြင်မတူညီမှုကဘေးအန္တရာယ်ကိုတည်ဆောင်လာမယ်ဆိုတာမသိခဲ့ကြပါဘူးသူတို့စိတ်ကူးထားတဲ့အနာဂတ်အတွက်နေ့စဉ်အလုပ်တွေနဲ့ကြိုးစားလုပ်ကင်နေသေးပါပဲမွန်းတဲ့ချိန်နီးလာတာနဲ့အမျှရွာကပိုပြီးစီကားလာပါတယ်ကလေးတွေကျောင်းကပြန်လာကြပြီးလယ်သမားတွေကနေ့လယ်စာစားဖို့ခဏတာလယ်ကွင်းကနေပြန်လာကြပြီးတဲရဲ့ဆိုင်ငယ်လေးမှာဝယ်သူတွေပြည့်နေနေပါတယ်အဲ့ဒီအလုပ်များနေတဲ့ကြားကပဲဒေါ်မိုးမိုးကမိဖို့ချောင်းမှာတခုခုချက်ပြုတ်နေတာကိုလူတစ်ယောက်ကသတိထားမိလိုက်ပါတယ်မေဘာချက်နေတာလဲဘာလို့အနံ့ကအယမ်းပြင်းတာလဲလို့မတော်တဆဖြစ်သွားတဲ့အိမ်နီးနားချင်းတယောက်ကမေးလိုက်ပါတယ်ဒေါ်မိုးမိုးကအမြန်လှည့်ကြည့်လိုက်ပြီးသူမရဲ့မျက်နှာကခဏတာတင်းမာသွားခဲ့ပေမဲ့ပါဆက်လေးနဲ့ပြန်ပြုံးပြလိုက်ပါတယ်အော်ဟင်းချိုလေးပဲမင်းသိတဲ့အတိုင်းပဲငါကမနှက်ဖြန်မပင်ပန်းရအောင်အများကြီးချက်ထားတတ်တယ်လေလို့သူမကပြောလိုက်ပါတယ်အိမ်နီးနားချင်းကခေါင်းငိမ့်လိုက်ပါတယ်အော်ဟုတ်ကဲ့တခုခုပွဲတော်လုပ်တယ်လို့ကျွန်တော်ထင်နေတာဒေါ်မိုးမိုးကခက်တိုးရေလိုက်ပြီးသူ့မီးဖိုချောင်းတကားကိုလုံခြုံပိတ်လိုက်ပါတယ်အိမ်နီးနားချင်းအတွက်တော့ထူးဆန်းစရာမရှိပါဘူးဒါပေမဲ့ဒေါ်မိုးမိုးအတွက်တော့အများကြီးချက်ပြုတ်တတ်တဲ့အလေးချင်းကအင်အားချွေတာယုံတင်မဟုတ်ပါဘူးဒဲအိုးကြီးပြည့်နေတာကိုတွေးလိုက်ရတဲ့အခါတိုင်းကျဉ်းနှက်စရာတစ်မျိုးရှိပါတယ်ညနေပိုင်းမှာကိုရဲကပင်မနွမ်းနေတဲ့မျက်နှာနဲ့ပြန်လာတဲ့အခါမှာသူ့အမေကလမ်းကိုမေးကြည့်ရင်းလှေကားထက်မှထိုင်နေသေးကိုတွေးလိုက်ရပါတယ်တဲကသူ့ခင်ပွန်းရေချိုးဖို့ရေနွေးပြင်ဆင်ပေးလိုက်ပါတယ်မိသားစုရဲ့အခြေအနေကခဏတာပြန်နှွေးထွေးလာသလိုပါပဲဒါပေမဲ့ဝတ်ထားတဲ့တင်းမာမှုကလေတိုက်ခံရဖို့စောင့်နေတဲ့မိခဲလေးလိုဆက်ရှိနေသေးပါညကအမြန်ကျလာခဲ့ပါတယ်ရွာကတိတ်ဆိတ်နေပြီးကြေးကောင်လေးတွေရဲ့အတန်ပဲကြားရပါတယ်ကိုရဲနဲ့တဲကသူတို့ရဲ့အနာဂတ်အစီအစဉ်တွေအကြောင်းသူတို့အခန်းထဲမှာစကားပြောနေကြပါတယ်သူတို့အမေကဒေါသထွက်မှာကိုတိထားတာကြောင့်ဒေါ်မိုးမိုးကိုပွင့်လင်းပြောဖို့မဝင်ရဲသေးပါဘူးဒါပေမဲ့မြို့ကိုပြောင်းရွှေ့ဖို့စိတ်ကူးကသူတို့ရဲ့စိတ်ထဲမှာကြီးထွားလာနေပါပြီအခြားအခန်းတစ်ခန်းမှာတော့ဒေါ်မိုးမိုးကတယောက်တည်းထိုင်နေပါတယ်စပွဲငယ်လေးပေါ်ကစီမီအလင်းရောင်ကသူမရဲ့အရေးကြောင်းများတဲ့မျက်နှာကိုရောင်ပြန်ဟပ်နေပါတယ်သူမကကွယ်လွန်သွားပြီဖြစ်တဲ့သူခင်ပွန်းရဲ့ပုံဟောင်းကိုစိုက်ကြည့်နေပါတယ်သူမရဲ့မျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်နေပါတယ်သူမကစိတ်ထဲကနေခက်တိုးတီတိုးပြဟောလိုက်ပါတယ်ဒီမြေကိုရောင်းလို့မရဘူးဘာပဲဖြစ်ငါကာကွယ်မယ်ဒီဝါကြကတိုးလေးထွက်လာခဲ့ပေမဲ့သူမကိုနောက်ပိုင်းမှာအမှောင်ဆုံး6ထဲကိုတွန်းချမဲ့ဆုံးဖြတ်ချက်ကိုတည်ဆောင်ထားပါတယ်အဲ့ဒီညမှာတော့မြန်မာနိုင်ငံမြောက်ပိုင်းကရွာလေးကတိတ်ဆိတ်နေသေးပါပဲဒေါ်မိုးမိုးပိုင်အိမ်အိုကြီးထဲမှာရွာတစ်ခုလုံးကိုတုံလုံးစေမဲ့ကြီးမားတဲ့အဖြစ်ဆိုးရဲ့မျိုးစေ့တွေကြီးထွားလာနေတယ်ဆိုတာဘယ်သူမှမထင်ခဲ့ကြပါဘူးနေကအမြင့်ကိုတက်လာခဲ့ပါတယ်နေအောင်ကြီးကရွာလန်းဘေးကကျွန်းရွက်တွေကြားကနေဖြတ်တန်းလာနေပါတယ်စာကလေးတွေရဲ့အတန်ကတကိုင်းတွေပေါ်မှာကျဲလောင်စွာထွက်ပေါ်နေပါတယ်လေတိုက်ခတ်တာကနွေရာသီရဲ့မြေချောင်းနှံကိုတည်ဆောင်လာပါတယ်ဒေါ်မိုးမိုးပိုင်အိမ်အိုကြီးထဲမှာအပြင်ဘက်ကအခြေအနေနဲ့မတူပါဘူးအဲ့ဒီမနက်ခင်းမှာကိုရဲကလယ်ကွင်းကိုစောထွက်သွားခဲ့ပါတယ်တဲကသူမရဲ့ဆိုင်ငယ်လေးမှာပစ္စည်းတွေပြင်ဆင်နေတာနဲ့အလုပ်များနေပါတယ်လှေကားထက်မှာတော့ဒေါ်မိုးမိုးကလမ်းကိုမေးကြည့်ရင်းငြိမ်သက်စွာထိုင်နေပါတယ်သူမရဲ့လက်ထဲမှာတော့တဝက်ပြီးခါစရက်ကန်းထည်လေးတစ်ထည်ရှိနေပေမဲ့ရက်ကန်းအက်ကမရွေရှားပါဘူးသူမရဲ့အကြည့်တွေကဟာလာဟင်းလင်းဖြစ်နေပြီးသူမရဲ့စိတ်ကအတိတ်စီပြန်ရောက်သွားသလိုပါပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမခင်ပွန်းကိုထက်
သက်ရှင်နှုန်းကအဲ့ဒီအိမ်ကရေမောတန်တွေနဲ့အမြဲတမ်းပြည့်နှက်နေခဲ့ပါတယ်ကိုထက်ကရိုးသားတဲ့ကြိုးစားတဲ့သူ့မိသားစုကိုအယမ်းချစ်တဲ့လူတစ်ယောက်ပါသူကဒေါ်မိုးမိုးရဲ့ခင်မွန်းတင်မဟုတ်ပါဘူးတငယ်ချင်းတစ်ယောက်လည်းဖြစ်တယ်လို့ခိုလုံရနေရလည်းဖြစ်ခဲ့ပါတယ်အဲ့ဒီတုန်းကဒေါ်မိုးမိုးကတယောက်တည်းဆိုတဲ့ခံစားချက်ကိုဘယ်တော့မှမခံစားခဲ့ရပါဘူးအမြဲတမ်းဂရုစိုက်ပြီးပံ့ပိုးပေးမဲ့သူတယောက်ရှိတာကြောင့်ဘဝကအတိတ်ပဲရှိတယ်လို့ခံစားရပါတယ်ဒါပေမဲ့ကံကြမ္မာကအဲ့ဒီပျော်ရွှင်မှုကိုဖျက်ဆီးပစ်ခဲ့ပါတယ်ကိုထက်ကပြင်းထန်တဲ့ယောဂကြောင့်ရုတ်တရက်သေဆုံးခဲ့ပြီးအဲ့ဒီတုန်းကငယ်ရွယ်သေးတဲ့ဒေါ်မိုးမိုးနဲ့ကိုရဲတို့ကိုကြံရစ်ခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးဒေါ်မိုးမိုးရဲ့ကဘာကြီးပြောင်းလဲသွားခဲ့ပြီးခက်ခဲတဲ့ဘဝကိုတယောက်တည်းရင်ဆိုင်နေရတယ်လို့ခံစားခဲ့ရပါတယ်ဒီမြေကိုဘယ်တော့မှမရောက်တဲ့မိုးမိုးဒီမြေကငါတို့ဘိုးဘွားမိဘတွေရဲ့မြေယာမင်းဒါကိုရဲအတွက်ငါတို့ရဲ့နောက်မျိုးဆက်တွေအတွက်ထိမ့်သိမ်းဆောက်ရှောက်ရမယ်လို့ကိုထက်ကသူ့မျက်လုံးတွေမပိတ်ခင်နောက်ဆုံးမှကြားခဲ့ပါတယ်အဲ့ဒီစကားတွေကဒေါ်မိုးမိုးရဲ့ရင်ထဲမှာဆွေးမြဲနေခဲ့ပြီးသူမကတန့်ရှင်းတယ်လို့ယူဆတဲ့ကျိန်ဆိုချက်တစ်ခုဖြစ်ခဲ့ပါတယ်သူမကမြေယာကိုရောင်းချလိုက်ရင်သူမခင်မွန်ရဲ့ဝိညာဉ်ကအေးချမ်းမှာမဟုတ်ဘူးလို့ယုံကြည်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးမြေယာနဲ့အိမ်အိုကြီးကသူ့ဘဝရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။အခြားသူတွေကအလွန်ကျွံလို့ထင်ရပေမဲ့သူမကယုံကြည်မှုအပြည့်နဲ့ထိမ့်သိမ်းဆောင်ရှောက်ခဲ့ပါတယ်။အဲ့ဒီအမှတ်ရစရာတွေကဒေါ်မိုးမိုးရဲ့ရင်ကိုတုန်လှုပ်စေခဲ့ပါတယ်။သူမရဲ့ရင်ခွင်ထဲမှာရှိတဲ့ရက်ကန်းထဲကိုဖီးရင်ခေါင်းငုံလိုက်ပါတယ်။မျက်ရည်တွေကျတော့မလို့ဖြစ်ခဲ့ပေမဲ့သူမကအမြန်တုပ်ပစ်လိုက်ပါတယ်။သူမအတွက်တော့ဝမ်းနည်းမှုကိုမပြသသင့်ပါဘူး။သူမကခိုင်မာတယ်လို့ပြသရပါမယ်။ဘာလို့လဲဆိုတော့အဲ့ဒါကသူ့ခင်ပွန်းရဲ့တည်တန်းစာကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တခုတည်းသောနီလန်းပါမိဖို့ချောင်မှာတော့တဲကမုတ်ကြော်ပကံတွေကိုစီစဉ်နေတာနဲ့အလုံများနေပါတယ်။ចောင်းသားလေးတွေမနှက်စာဝယ်ဖို့ဝင်လာတာကိုဝန်ဆောင်မှုပေးနေတဲ့အခါမှာသူမရဲ့အတန်ကပျော်ရွှင်နေပါတယ်။တဲကလေကားထိပ်ကနေဒေါ်မိုးမိုးကသူမကိုလေးစားမှုနဲ့စိတ်ဆိုးမှုရောထွေးနေတဲ့အကြီးနဲ့ကြည့်နေတယ်ဆိုတာမသိခဲ့ပါဘူး။တဲကဆိုင်ကိုကောင်းကောင်းစီမံခန့်ခွဲတတ်တာတော့အမှန်ပါပဲသူမရှိနေတာကအိမ်ကိုပို့ပြီးအသက်ဝင်စေခဲ့ပါတယ်။ဒါပေမဲ့ဒေါ်မိုးမိုးအတွက်တော့တဲရဲ့အောင်မြင်မှုတိုင်းကသူမရဲ့အိမ်မှာရှိတဲ့အတိတ်တွေကပို့ပြီးရောနဲလာတယ်ဆိုတာကိုသတိပေးနေတာပါ။အရင်တုန်းကလူတိုင်းကဒေါ်မိုးမိုးကိုရှာဖို့အိမ်ကိုလာကြပါတယ်။အခုတော့သူတို့ကတဲကိုပို့ပြီးတိလာကြပါပြီ။မမုံကြော်ကုန်ပြီနော်မနှက်ဖြန်ပို့ကြော်ပေးပါဦးလို့ငယ်ရွယ်တဲ့အိမ်နီးနားချင်းတယောက်ကခတ်တိုးတိုးရဲရင်ပြောလိုက်ပါတယ်တဲကဖော်ရွေစွာပြုံးလိုက်ပါတယ်ဟုတ်ကဲ့နောက်မှထပ်ထည့်ပေးပါမယ်လာရောက်အားပေးလို့ကျေးဇူးတင်ပါတယ်ဒေါ်မိုးမိုးကအဲ့ဒါကိုအဝေးကနေနားထောင်နေပါတယ်သူမရဲ့နှုတ်ခမ်းတွေကတခုခုကိုထိမ့်ချုပ်ထားသလိုတင်းမာနေပါတယ်သူမကထွက်ပြီးအခန်းထဲကိုဝင်သွားကတကားကိုဖြည်းဖြည်းလေးပိတ်လိုက်ပါတယ်မှောင်မိုက်တဲ့အခန်းထဲမှာသူမကနေရံမှာချိတ်ထားတဲ့ကွယ်လွန်သူခင်ပွန်းရဲ့တပ်ပုံကိုစိုက်ကြည့်လိုက်ပါတယ်ခမည်းမြင်တယ်မလားသူတို့ကပြောင်းလဲလာကြပြီးခမည်းသားရဲ့ဇနီးကပိုးပြီးရဲဝုန်းဖြစ်လာပြီးတနေ့နေ့သူတို့ငါတို့မြေကိုတကယ်ရောက်မှကိုငါကြောက်တယ်အဲ့လိုဖြစ်ရင်ငါဘယ်လိုလုပ်ရမလဲလို့သူမကတိုးလေးတီးတိုးပြောလိုက်ပါတယ်သူမရဲ့ကိုယ်ပိုင်တန်ကိုကြားရတယ်လို့ပဲဒေါ်မိုးမိုးကသူမရဲ့ကြောက်ရွံ့မှုကတကယ်ပါပဲလို့ပို့ပြီးယုံကြည်လာပါတယ်ဘာဆုံးဖြတ်ချက်မှမချရသေးပေမဲ့သူမကတစ္ဆာဖောက်ခံရတယ်လို့ခံစားရပါတယ်ညနေပိုင်းမှာကိုရဲကလဲကွင်းကနေပြန်လာတဲ့အခါမှာဆိုင်ကိုတိုက်ရိုက်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ကရင်းနှီးစွာစကားပြောနေပုံရပါတယ်ဒေါ်မိုးမိုးကအဝေးကနေစောင့်ကြည့်နေပါတယ်သူမကကွက်ထားလို့မရတဲ့မနာလိုစိတ်ကိုခံစားနေရပါတယ်သူသားကသူ့ဇနီးကိုပို့ပြီးမကြာခဏပြုံးပြတာကြောင့်မှအရင်ကသူမကိုပြုံးပြခဲ့တာမဟုတ်ပါဘူးကိုရဲကျွန်တော်တို့ပတ်စံပိုးစုနိုင်ရင်မြို့မှာစီးပွားရေးလုပ်နိုင်မယ်ထင်တယ်ရန်ကုန်မှာဆိုင်ကန်းလွတ်လေးတွေငှားလို့ရတယ်လို့ကျွန်တော်ကြားတယ်တေးသေးလေးကနေစဖို့ကောင်းတယ်လို့တဲကကိုရဲကိုရေတစ်ခွက်ပေးရင်ခတ်တိုးတိုးပြောလိုက်ပါတယ်ကိုရဲကခေါင်းငိမ့်လိုက်ပြီးသူမရဲ့မျက်နှာကပြုံးရိပ်မရှိပါဘူးကျွန်တော်လည်းအဲ့လိုမကြာခဏစဉ်းစားတယ်ကျွန်တော်တို့လယ်ကွင်းကတေးတယ်အကျိုးမြတ်ကမများဘူးကျွန်တော်တို့ပြောင်းရွှေ့လိုက်ရင်ကျွန်တော်တို့ဘဝကပိုကောင်းလာနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မေကိုဘယ်လိုပြောရမလဲမသိသေးဘူးဒီမြေကိုသူရောင်းချင်မှာမဟုတ်ဘူးဆိုတာမင်းသိတယ်မလားတဲကခေါင်းငုံလိုက်ပြီးသူမရဲ့မျက်နှာမှာတွေ့ဝေမှုတွေပြတ်တနေပါတယ်ကျွန်တော်တိုက်ခိုက်ချင်တာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကအနာဂတ်ကိုလည်းစားရမယ်ကိုရဲ့ဒီလိုဆက်နေရင်ကျွန်တော်တို့ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးအဲ့ဒီစကားပြောဆိုမှုကဒေါ်မိုးမိုးကိုရှင်းရှင်းလင်းလင်းမကြားရပေမဲ့သူမကသူတို့ရဲ့မျက်နှာအမူအရာတွေကိုဖတ်နိုင်ခဲ့ပါတယ်သူတို့ကအရေးကြီးတဲ့ကိစ္စတစ်ခုအကြောင်းဆွေးနွေးနေကြတယ်ဆိုတာသူမသိပါတယ်သူမရဲ့ရင်ဘက်ကပိုပြီးပူလာပြီးသူမရဲ့စိတ်ကတန်တရားတွေနဲ့ပြည့်နှက်နေပါတယ်ညဘက်ကိုရဲနဲ့တဲအခန်းထဲဝင်သွားပြီးတဲ့နောက်မှာဒေါ်မိုးမိုးကမိဖို့ချောင်မှာတယောက်တည်းထိုင်နေပါတယ်သူမကစီမီကိုထုံပြီးနေရံမှာချိတ်ထားတဲ့အိုးကြီးကိုယူလိုက်ပါတယ်သူမရဲ့လက်တွေကအဖိုးတန်တဲ့အရာတစ်ခုကိုထိတွေ့နေတယ်လို့ပဲဒဲအိုးရဲ့မျက်နှာပြင်ကိုပုတ်တက်နေပါတယ်အဲ့ဒီဒဲအိုးကိုအရင်ကပွဲတော်တွေအတွက်မကြာခဏအသုံးပြုခဲ့ပါတယ်ဘယ်ပွဲတော်ပဲဖြစ်ဖြစ်ဒေါ်မိုးမိုးက
အဲ့ဒီတဲ့အိုးကိုအသုံးပြုပြီးအများကြီးချက်ပြုတ်တတ်ပါတယ်ဒေါ်မိုးမိုးအတွက်တော့အဲ့ဒီတဲ့အိုးကမိဖို့ချောင်သုံးပစ္စည်းတစ်ခုတည်းမဟုတ်ပါဘူးမိသားစုရဲ့စီးလုံးမှုကိုကိုစားပြုတဲ့အမှတ်အသားတစ်ခုပါအခုတော့သူမကအဲ့ဒီတဲ့အိုးကိုကြည့်လိုက်တိုင်းသူမရဲ့စိတ်ထဲမှာထူးဆန်းတဲ့တီးတိုးတန်တွေထွက်ပေါ်လာပါတယ်နောက်ပိုင်းမှာသူမကိုဖျက်ဆီးပစ်မဲ့အရာတစ်ခုစီကိုသူမကိုဥဆောင်နေတဲ့တီးတိုးတန်တွေပါသူမကခတ်တိုးတိုးတက်ပြင်းချလိုက်ပြီးကိုတီးတိုးပြောလိုက်ပါတယ်သူတို့ဒီမြေကိုတကယ်ရောင်းဖို့ရည်ရွယ်ထားရင်ငါငြိမ်နေမှာမဟုတ်ဘူးငါဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးနောက်တနေ့မှာတော့အိမ်ကတာမန်အတိုင်းပါပဲတဲကဆိုင်မှာပြန်လုံများနေပါတယ်ကိုရဲကလဲကွင်းကိုထွက်သွားခဲ့ပါတယ်ဒါပေမဲ့ဒေါ်မိုးမိုးရဲ့ရင်ထဲမှာတော့အနာဟောင်းကဆက်ပြီးတွေးထွက်နေခဲ့ပါတယ်သူမကသူ့ခင်ပွန်းကိုဆုံးရှုံးရတဲ့ဝမ်းနည်းမှုကနေဘယ်တော့မှမပြောက်ကင်းခဲ့ပါဘူးအခုတော့သူမကအမွေမြေယာကိုမကြခင်ဆုံးရှုံးရတော့မယ်လို့ခံစားရပါတယ်အိမ်နီးနားချင်းအချို့ကဒေါ်မိုးမိုးရဲ့အမှုအရာပြောင်းလဲမှုကိုသတိထားမိလာပါတယ်။သူမကပိုပြီးမကြာခဏစိတ်ကူးရင်နေတတ်ပါတယ်။ပြုံးရတာရှားပါပြီးတခါတရံကိုစကားပြောတတ်ပါတယ်။ဒါပေမဲ့အသက်ကြီးပြီဖြစ်တာကြောင့်ရွာသားတွေကဒါကိုတာမန်အတိုင်းပဲမှတ်ယူခဲ့ကြပါတယ်။ဘယ်သူမှတကယ်တမ်းတန်တရားမဝင်ခဲ့ကြပါဘူး။လူတစ်ယောက်တည်းသာပတ်မောင်လို့ခေါ်တဲ့အိမ်နီးနားချင်းအဖိုးတို့ကတခါတရံအလေးနဲ့ထားပြီးသတိထားမိခဲ့ပါတယ်။သူမကလှေကားထက်မှတယောက်တည်းစကားပြောနေတာကိုအရင်ကမြင်ဘူးပါတယ်မမြင်ရတဲ့လူတယောက်နဲ့စကားပြောနေတယ်လို့မျိုးပါဒေါ်မိုးမိုးနေကောင်းလားလို့ပတ်မောင်ကတညက်နေခင်းမှာဒေါ်မိုးမိုးစိတ်ကူးရင်နေတာကိုတွေးလိုက်ရတဲ့အခါမေးလိုက်ပါတယ်ဒေါ်မိုးမိုးကအမြန်လှည့်ကြည့်လိုက်ပြီးသူမရဲ့မျက်လုံးတွေကပြတ်သားနေပါတယ်ကျမနေကောင်းပါတယ်ပတ်မောင်မစိုးရိမ်ပါနဲ့ပတ်မောင်ကခေါင်းငိမ့်လိုက်ပါတယ်သူ့ရင်ထဲမှာတခုခုထူးဆန်းနေတယ်လို့ခံစားရပေမဲ့သူကနှလုံးနာအောင်မလုပ်ချင်တဲ့အတွက်စိတ်နေဖို့ရွေးချယ်ခဲ့ပါတယ်ရက်တွေကုန်ဆုံးသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအိမ်ထဲမှာတော့ဒေါ်မိုးမိုးနဲ့ကိုရဲတဲတို့ကြားကကွာဟချက်ကပိုပြီးနှက်ဆိုင်လာခဲ့ပါတယ်သူတို့ကအတူတူနေထိုင်နေကြဆဲပါတစားပွဲထဲမှာစားတောက်နေကြဆဲပါဒါပေမဲ့သူတို့ရဲ့အတွေးတွေကတယောက်နဲ့တယောက်ပိုပြီးကင်းကွာလာခဲ့ပါတယ်ကိုရဲနဲ့တဲကတိတ်ဆိတ်စီစဉ်မှုတွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်သူတို့ကမြို့ကိုပြောင်းရွှေ့ပြီးဘဝတစ်ခုစတင်ခြင်းခဲ့ပါတယ်ဒီအတော်အတွင်းမှာတော့ဒေါ်မိုးမိုးကသူ့သားနဲ့ချွေးမကသူ့ခင်ပွန်းရဲ့တည်တန်းစာကိုတစ္ဆာဖောက်လိမ့်မယ်လို့ပိုပြီးယုံကြည်လာခဲ့ပါတယ်အဲ့ဒီညမှာမအိတ်ခင်မှာဒေါ်မိုးမိုးကသူ့ခင်ပွန်းရဲ့တပ်ပုံကိုပြန်ကြည့်လိုက်ပါတယ်။သူမရဲ့မျက်ရည်တွေကျဆင်းလာပြီးတုံရီနေတဲ့အတန်နဲ့သူမကဂတိပေးလိုက်ပါတယ်။ဒီမြေကိုဘသူလက်ထဲမှမရောက်စေရဘူး။သူတို့ရောင်းဖို့ရဲရင်ငါသူတို့ကိုရက်တန့်ဖို့ဘာမဆိုလုပ်မယ်ဘာမဆိုအဲ့ဒီဝါကြကမှောင်မိုက်တဲ့အခန်းထဲမှာပဲ့တင်ထက်သွားပြီးမိသားစုတစ်ခုလုံးရဲ့ကံကြမ္မာကိုချီနှောင်ထားတဲ့ကျင်းဆူချက်တစ်ခုလိုပါပဲ။အပြင်ဘက်မှာရွာကတိတ်ဆိတ်နေသေးပါပဲ။ဒါပေမဲ့ဒေါ်မိုးမိုးရဲ့ရင်ထဲမှာဒါတော့မုံတိုင်းတစ်ခုစတင်ကြီးထွားလာနေပါပြီဘယ်တော့မှမပြောက်ကင်းခဲ့တဲ့အနာဟောင်းကအခုတော့မီးခဲဖြစ်သွားခဲ့ပါပြီဘဲအချိန်မဆိုတောက်လောင်ဖို့အသင့်ဖြစ်နေတဲ့မီးခဲပါသူမချစ်တဲ့အရာအလုံးကိုမီးရှို့ပစ်ဖို့အသင့်ဖြစ်နေပါပြီရက်တွေပြောင်းလဲလာပြီးနွေရာသီကပိုပြီးပူပြင်းလာပါတယ်ရွာရဲ့နေခင်းဘက်အပူတန်ကြောင့်ကျွန်းရွက်တွေကြွေကျကုန်ပြီးမြေပြင်ကအကွဲလာပါတယ်ကလေးတွေကစားနေတဲ့ချောင်းငယ်လေးကအခုတော့ရေကျသွားပြီးနီညိုရောင်ပါလွာတဲ့ချောင်းလေးပဲကျန်ပါတော့တယ်လယ်သမားတွေအတွက်တော့ဒီရာသီကခက်ခဲတဲ့ရာသီပါစပားအထွက်နှုန်းကရော့ကျလာပြီးလယ်ကွင်းမှာအလုပ်လုပ်ရတာကပိုပြီးခွန်အားကုန်စေပါတယ်ကိုရဲကချွေးတွေရွှဲဆူနေတဲ့အဝတ်စားတွေနဲ့လယ်ကွင်းကနေပြန်လာခဲ့ပါတယ်သူ့ခန္ဓာကိုယ်ကပင်ပန်းနွမ်းနယ်နေပြီးနေလောင်တန်းခံထားရတဲ့သူမရဲ့မျက်နှာကမင်းညစ်နေပါတယ်ဒါပေမဲ့လည်းသူမကတဲကအိမ်လေးကားထင်မှာရေးတစ်ခွက်နဲ့ကြိုးဆိုတာကိုမြင်လိုက်ရတဲ့အခါပြုံးလိုက်ပါတယ်အဲ့ဒီအပြုံးကသူ့ဇနီးအတွက်တင်မဟုတ်ပါဘူးသူကြာမြင့်စွာကလေးကစိတ်ပူပန်နေတဲ့ကိစ္စတွေကိုဖုံးကွယ်ဖို့ကြိုးစားမှုတစ်ခုလည်းဖြစ်ပါတယ်ကိုရဲ့မင်းရမ်းပင်ပန်းနေတာပဲလေကွင်းကအကျိုးအမြတ်ကမင်းအင်အားနဲ့မမျှဘူးထင်တယ်လို့တဲကပင်ပန်းနွမ်းနယ်နေတဲ့သူခင်ပွန်းရဲ့မျက်နှာကိုကြည်ရင်တူလေးပြောလိုက်ပါတယ်ကိုရဲကရေကိုတောက်လိုက်ပြီးခက်ဖြည်းဖြည်းခေါင်းငိမ့်လိုက်ပါတယ်ဟုတ်တယ်တဲငါတို့လေကွင်းကတီးတယ်စပားအထွက်နှုန်းကစားဖို့ပဲလုံလောက်တယ်ငါမင်းကိုပိုကောင်းတဲ့ဘဝပေးခြင်းတယ်ဒါပေမဲ့ဒီမှာတော့အရာအလုံးကကျဉ်ကျက်နေတယ်တဲကခေါင်းငုံလိုက်ပြီးသူမရဲ့လက်ချောင်းတွေကသူမဝတ်ထားတဲ့ပိုးဝါဆောက်ကိုစုပ်ကင်လိုက်ပါတယ်ကျွန်တော်သိပါတယ်ကိုရဲကျွန်တော်လည်းမကြာခဏအဲ့လိုခံစားရပါတယ်ကျွန်တော်တို့ကိုပိုင်စီးပွားရေးနေရာလေးရှိခြင်းနဲ့အမြဲတမ်းပို့ပြီးခက်ခဲလာတဲ့လက်ကွင်းကိုပဲမိခိုးနေလို့မရဘူးအဲ့ဒီစကားပြောဆိုမှုကညဘက်အထိဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်အိမ်ကတိတ်ဆိတ်နေပြီးဒေါ်မိုးမိုးကသူမအခန်းထဲမှာအိပ်ပျော်နေခဲ့ပါတယ်စီမီအလင်းရောင်သာရှိတဲ့အခန်းငယ်လေးထဲမှာကိုရဲနဲ့တဲကဘေးချင်းရှင်ထိုင်နေကြပြီးသူတို့ရဲ့အတန်တွေကြ
အားသွားမှာကိုကြောက်ရွံ့တယ်လို့တီးတိုးပြောနေကြပါတယ်တဲတဲကျွန်တော်ဒါကိုအကြာကြီးစဉ်းစားခဲ့တာကျွန်တော်တို့မြို့ကိုပြောင်းရွှေ့ဖို့စတင်စီစဉ်ရမယ်ရန်ကုန်ကဒီကနေတိတ်မဝေးဘူးကျွန်တော်တို့မြေယာတစ်စိတ်တစ်ပိုင်းကိုရောင်းနိုင်ရင်စီးပွားရေးစဖို့လုံလောက်လိမ့်မယ်မြို့စည်းထဲမှာဆိုင်ကန်းလွတ်လေးတွေရှိတယ်ဆိုတာကျွန်တော်သိတယ်အဲ့ဒီကနေစနိုင်တယ်လို့ကိုရဲကခိုင်မာတဲ့အတန်နဲ့ပြောလိုက်ပါတယ်တဲတဲကအံ့အားသင့်သွားပြီးသူမရဲ့မျက်လုံးတွေပြူးကျဲသွားပါတယ်ကိုရဲမင်းတေချာလားမေမေကလုံးဝညင်းမဒါပဲအဲ့ဒီမြေကကွဲလွန်သူအဖေရဲ့တခုတည်းသောအမွေနှစ်သူကဘယ်တော့မှမရောက်ဖို့အမြဲပြောခဲ့တယ်ကျွန်တော်သိပါတယ်တဲတဲဒါပေမဲ့ဒီမှာပဲစက်ပိတ်မိနေလို့မရဘူးမေမေကခေါင်းပါတယ်ဆိုတာမှန်ပေမဲ့ကျွန်တော်အခုခြေလမ်းမလန်းရင်ကျွန်တော်တို့ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးမင်းပူကောင်းတဲ့ဘဝနဲ့နေထိုင်စေချင်တယ်ဒီလိုဆိုင်ငယ်လေးမှာအမြဲတမ်းမလုပ်စေချင်ဘူးလို့ကိုရဲကခိုင်မာတဲ့အတန်နဲ့ပြန်ဖြေလိုက်ပါတယ်သူ့မျက်လုံးတွေထဲမှာစိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့တဲတဲကသူ့ခင်ပွန်းရဲ့လက်ကိုမြဲမြဲဆုပ်ကင်လိုက်ပါတယ်။ဘာပဲဆုံးဖြတ်ကျွန်တော်လိုက်နာပါမယ်။ဒါပေမဲ့မေမေဒေါသထွက်မှာကိုကျွန်တော်ကြောက်တယ်ကျွန်တော်ကိုယွံမုန်းမှာကိုကျွန်တော်ကသူ့ကိုလှုပ်ဆော်ခဲ့တယ်လို့ယူဆမှာကိုကြောက်တယ်ကိုရဲကခတ်တိုးတိုးတပြင်းချလိုက်ပါတယ်။ကျွန်တော်မေမေနဲ့စကားပြောပါမယ်မင်းကိုအပြစ်မတင်ပါနဲ့သူကကျွန်တော်အမေဘေးရန်ရဲ့ကိုကျွန်တော်ခံယူပါမယ်။အဲ့ဒီညမှာဆုံးဖြတ်ချက်တွေစတင်ပုံဖော်ခဲ့ပါတယ်။ဒေါ်မိုးမိုးကိုပွန့်ပွန့်လင်းလင်းမပြောရသေးပေမဲ့မြေယာရောင်းချဖို့အစီအစဉ်ကကိုရဲနဲ့တဲတဲတို့ကြားမှာသဘောတူညီချက်ဖြစ်နေပါပြီ။နောက်တစ်နေ့မှာကိုရဲကဘေးရွာကမြေပွဲစားကိုတီမောင်ဆိုသူ့တငယ်ချင်းဟောင်းတယောက်ကိုရဲဝံ့ဝံ့သွားတွေ့ခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုကိုရွာသူရွာသားတွေမမြင်အောင်တိတ်ဆိတ်ပြုလုပ်ခဲ့ပါတယ်။သူတို့ကလမ်းဘေးကရိုးရှင်းတဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့ခဲ့ကြပါတယ်။ကိုရဲအကြာကြီးမတွေ့ဘူးနော်နေကောင်းလားလို့ကိုဒီမောင်ကဖော်ရွေစွာနှုတ်ဆက်လိုက်ပါတယ်ကိုရဲကစိုးရိမ်ပူပန်စွာထိုင်လိုက်ပါတယ်ဒီမောင်ကျွန်တော်မင်းရဲ့အကူအညီလိုတယ်ကျွန်တော်ဒီဝင်းကျင်ကမြေဈေးကိုသိချင်တယ်ကျွန်တော်မိသားစုပိုင်မြေယာရဲ့အချို့အစိတ်ပိုင်းတွေကိုကျွန်တော်ရောင်းနိုင်မလားမသိဘူးကိုဒီမောင်ကသူ့ကိုပြတ်သားစွာစိုက်ကြည့်လိုက်ပါတယ်မင်းတေချာလားအဲ့ဒီမြေကမင်းမိသားစုရဲ့အမွေနှစ်ဆိုတာငါသိတယ်မင်းအမေကအဲ့ဒီမြေကိုရောင်းချင်မှာမဟုတ်ဘူးလို့လူတွေပြောတယ်ကိုရဲကခဏတာတိတ်ဆိတ်နေပြီးနောက်ခေါင်းငုံလိုက်ပါတယ်ကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်လွတ်လန်းရှာရမယ်ကျွန်တော်ဒီလိုဆက်ပြီးမနေနိုင်ဘူးကျွန်တော်မြို့ကိုပြောင်းပြီးစီးပွားရေးအသစ်စချင်တယ်ကျွန်တော်နဲ့ကျွန်တော်ဇနီးအတွက်ပိုကောင်းတဲ့အနာဂတ်ကိုလိုချင်တယ်ကိုတီမောင်ကခက်ဖြည်းဖြည်းခေါင်းငင်းလိုက်ပါတယ်ဒါဆိုကျွန်တော်ကူညီနိုင်ပါတယ်ဒီကမြေဈေးကအခုအတော်လေးမြင့်ပါတယ်ဒါပေမဲ့အမွေဆက်ခံသူအားလုံးသဘောတူမှရမယ်ဆိုတာမင်းတေချာအောင်လုပ်ရမယ်မင်းအမေရဲ့လက်မှတ်မပါပဲအဲ့ဒီမြေကိုတရားဝင်ရောင်းချလို့မရဘူးအဲ့ဒီစကားတွေကကိုရဲရဲ့ရင်ကိုကြက်စီခဲ့ပါတယ်။သူသွားရမယ့်လမ်းကမလွယ်ဘူးဆိုတာသူသိပါတယ်။ဒါပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကပိုပြီးခိုင်မာလာခဲ့ပါတယ်။ဒီအတော်အတွင်းမှာတော့ဒေါ်မိုးမိုးကတခုခုပြောင်းလဲသွားပြီလို့ခံစားရပါတယ်။ကိုရဲကပိုပြီးညှင်းနှက်မှပြန်လာတတ်ပါတယ်။သူ့မျက်နှာကပိုပြီးပြုံးရိပ်မရှိပါဘူး။တခါတရံတခုခုကိုဝတ်ထားသလိုလဲပြသနေပါတယ်။မိခင်ရဲ့စိတ်ကဒေါ်မိုးမိုးကိုတန်တရားဝင်စေခဲ့ပါတယ်။တဲတဲကကိုရဲလေကွင်းမှာအလုံများနေတယ်လို့ပြောရင်းဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမဲ့ဒေါ်မိုးမိုးကတိတ်မယုံကြည်ပါဘူးသူမကသူ့သားနဲ့ချွေးမရဲ့လှုပ်ရှားမှုတိုင်းကိုပြတ်သားစွာသတိထားမိခဲ့ပါတယ်တညနေခင်းမှာတဲတဲကဆိုင်ကိုရှင်းလင်းနေတော့ဒေါ်မိုးမိုးကသူမစီချင်းကပ်လာခဲ့ပါတယ်သူမရဲ့မျက်နှာကအေးဆက်နေပြီးသူမရဲ့အတန်ကလေးလံနေပါတယ်တဲတဲငါမေးချင်တဲ့ကိုရဲကဒီရက်ပိုင်းဘယ်ရောက်သွားလဲမသိဘူးမင်းတီလားသူဘယ်ရောက်နေလဲတဲတဲကတုံးလှုပ်သွားပြီးသူမရဲ့မျက်နှာကဖြူဖြော့သွားပါတယ်သူလည်းကွင်းသွားတာဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ဈေးသွားတာကျမသိမသိပါဘူးဒေါ်မိုးမိုးကသူမရဲ့မျက်လုံးတွေနဲ့သူမရဲ့ရင်ထဲမှာရှိတဲ့အတွေးတွေကိုဖတ်ဖို့စူးစမ်းနေတယ်လို့ပဲသူမကိုစိုက်ကြည့်လိုက်ပါတယ်။ကျမကိုလိမ်ဖို့မစူးစမ်းနဲ့ငါသူ့အမေတစ်ခုခုကွက်ထားရင်ငါတိတယ်တဲတဲကခေါင်းငုံလိုက်ပြီးသူမရဲ့နှလုံးခုန်တန်ကမြန်နေပါတယ်။ဒေါ်မိုးမိုးကတန်တရားဝင်နေပြီဆိုတာသူမသိပါတယ်။အဲ့ဒီညမှာကိုရဲပြန်လာတဲ့အခါဒေါ်မိုးမိုးကဘာမှမပြောခဲ့ပါဘူး။ဒါပေမဲ့သူမရဲ့ပြတ်သားတဲ့အကြည့်တွေကကိုရဲကိုအစင်မပြေစေခဲ့ပါဘူး။သူမကမကြခင်သူ့အမေကိုရိုးသားစွာပြောပြရတော့မယ်ဆိုတာသူသိပါတယ်ရက်အနှဲငယ်ကြာပြီးတဲ့နောက်မှာတော့အဲ့ဒီအခွင့်အရေးရောက်လာခဲ့ပါတယ်ရိုးရှင်းတဲ့ထမင်းစပွဲမှာသူတို့၃ယောက်ပဲရှိနေခဲ့ပါတယ်ကိုရဲကစကားဆောက်ဖို့ရဲဝံ့လှုပ်လိုက်ပါတယ်မေမေကျွန်တော်မြေယာအကြောင်းပြောချင်တယ်ဒါကမေမေအတွက်အရေးကြီးရဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်မှာအစီအစဉ်တစ်ခုရှိတယ်ကျွန်တော်မြေယာတစ်စိတ်တစ်ပိုင်းကိုရောင်းပြီးမြို့ကိုပြောင်းဖို့အရင်နှိရှာချင်တယ်ကျွန်တော်နဲ့တဲတဲကရန်ကုန်မှာစီးပွားရေးလုပ်ချင်တယ်ဒီမှာတော့နေထိုင်ရတာပိုပြီးခက်ခဲလာတယ်ကျွန်တော်ဒီလိုဆက်ပြီးမနေချင်တော့ဘူးအဲ့ဒီစကားတွေကဒေါ်မိုးမိုးရဲ့လက်ထဲကဇွန်းကိုရက်တန့်သွားစေခဲ့ပါတယ်သူမရဲ့မျက်လုံးတွေပြူးကျလာပြီးသူမရဲ့မျက်နှာကဖြူဖြော့သွားခဲ့ပေမဲ့နီးရဲသွားခဲ့ပါတယ်ထမင်းဆက်ပွဲကအခြေအနေကချက်ချင်းတိတ်ဆိတ်သွားခဲ့ပါတယ်မင်းမပြောလိုက်တာလဲကိုရဲလို့ဒေါ်မိုးမိုးရဲ့အတန်ကတုံ
ရီနေပေမဲ့ဓာတ်လိုထက်ရှာနေပါတယ်ကိုရဲကတရွေးမျိုးချလိုက်ပါတယ်ကျွန်တော်မြေယာတစ်စိတ်တစ်ပိုင်းကိုရောင်းချင်တာပါမေမေအားလုံးမဟုတ်ပါဘူးကျွန်တော်ကတိပေးပါတယ်ကျွန်တော်တို့ဒီမှာနေထိုင်စရာနေရာရှိနေအောင်ပါဒါပေမဲ့ကျွန်တော်စူးစမ်းကြည့်ရမယ်မေမေကျွန်တော်ဒီလိုအမြဲတမ်းမနေချင်တော့ဘူးဒေါ်မိုးမိုးကဇွန်းကိုကြမ်းတမ်းစွာချလိုက်ပါတယ်သူမရဲ့လက်တွေကတုံရင်နေပြီးသူမရဲ့အသက်ရှူတန်ကမြန်နေပါတယ်မင်းကောင်းကောင်းနားထောင်ကိုရဲဒီမြေကမင်းတယောက်တည်းပိုင်တာမဟုတ်ဘူးဒါကမင်းအဖေရဲ့မြေငါတို့ဘိုးဘွားမိဘတွေရဲ့မြေယာမင်းအဖေကမှာကြားခဲ့တယ်ဒီမြေကိုရောင်းလို့မရဘူးလို့မင်းအဖေရဲ့တည်တန်းစာကိုမင်းမဆန့်ကျင်ရဲဘူးလားကိုရဲဘေးမှာထိုင်နေတဲ့တဲတဲကသူ့ကိုနှစ်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်မေမေကျမတို့ဆန့်ကျင်နေတာမဟုတ်ပါဘူးကျမတို့ပူကောင်းတဲ့လမ်းကြောင်းကိုရှာချင်ယုံတက်တက်ပါမြို့မှာနေရတာကအခွင့်အရေးပူပေးနိုင်တဲ့မင်းဘတ်ဆက်ပိတ်လို့ဒေါ်မိုးမိုးကရုတ်တရက်អော်လိုက်ပြီးသူမရဲ့မျက်နှာကနီးရဲနေပါတယ်ဒါကမင်းကြောင့်ပဲဆိုတာငါသိတယ်မြေရရောင်းဖို့ငါသားကိုလှုပ်ဆော်ခဲ့တာမင်းကသူ့ကိုဒီကနေခေါ်သွားပြီးငါ့ကိုတယောက်တည်းထားခဲ့ချင်တာတဲတဲကတုံ့လှုပ်သွားပြီးသူမရဲ့မျက်လုံးတွေကမျက်ရေတွေနဲ့ပြည့်လာပါတယ်ကိုရဲကသူ့ဇနီးရဲ့လက်ကိုချက်ချင်းဆုပ်ကင်လိုက်ပြီးသူ့အမေကိုဒေါသတကြီးကြည့်လိုက်ပါတယ်သူ့ကိုအပြစ်မတင်ပါနဲ့ဒါကကျွန်တော်ရဲ့ဆန္ဒပါပဲကျွန်တော်ပြောင်းရွှေ့ချင်တာသူ့ကိုအလကားဆွဆွဲတာမလုပ်ပါနဲ့ဒေါ်မိုးမိုးကထွက်လိုက်ပြီးတစ်သားထိုင်ခုံကနောက်ကိုစောင့်ကန်သွားပါတယ်သူမရဲ့မျက်လုံးတွေကဒေါသအပြည့်နဲ့တောက်ပနေပါတယ်မင်းကသားဆိုးသားမိုက်ကိုပဲဒီမိန်းမကြောင့်မင်းကိုမဆန့်ကျင်ရဲဘူးလားမင်းကိုမွေးထုတ်ခဲ့ပြီးပြုစုစောင့်ရှောက်ခဲ့တာဘသူလဲဆိုတာမင်းမေ့နေပြဒီလားကိုရဲလဲထွက်လိုက်ပါတယ်သူ့မျက်နှာကတင်းမာနေပါတယ်ကျွန်တော်မဆန့်ကျင်ပါဘူးကျွန်တော်တို့ပိုကောင်းတဲ့အနာဂတ်တစ်ခုရချင်ုံတက်တက်ပါဒီမှာဆက်ပြီးနေထိုင်နေရင်ကျွန်တော်တို့ဆက်ပြီးဆင်းရဲနေမှာပဲအခြေအနေကပိုပြီးပူပြင်းလာပါတယ်တဲတဲကတိုးတိုးလေးငိုကြွေးနေပြီးအခြေအနေကိုလျှော့ချဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့အတန်ကိုဘယ်သူမှမကြားခဲ့ပါဘူးအဲ့ဒီရံပွဲကဒေါ်မိုးမိုးကသူမအခန်းထဲကိုဝင်သွားပြီးတကားကိုပြင်းပြင်းထန်ထန်ပိတ်လိုက်တာနဲ့ပြီးဆုံးခဲ့ပါတယ်တကားနောက်ွယ်မှာဒေါ်မိုးမိုးကငိုကြွေးနေခဲ့ပါတယ်ဒေါသကြောင့်တင်မဟုတ်ပဲစွန့်ပစ်ခံရတယ်လို့ခံစားရလို့ပါသူမရဲ့ရင်ထဲမှာတော့လက်စားချေလိုစိတ်ပြေးနဲ့တီးလို့ပြောလိုက်ပါတယ်သူတို့ဒီမြေကိုရောင်းဖို့ရဲရင်ငါငြိမ်နေမှာမဟုတ်ဘူးငါဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးအဲ့ဒီညမှာမြန်မာနိုင်ငံမြောက်ပိုင်းရွာလေးကအေဂျင့်တော်ဘူးကြီးမားတဲ့အကွဲကြောင်ကြီးပေါ်လာခဲ့ပြီးအဲ့ဒီအကွဲကြောင်ကနေအဖြစ်ဆိုးရဲ့မျိုးစေ့တွေပိုပြီးထင်ရှားစွာကြီးထွားလာခဲ့ပါတယ်ထမင်းစပွဲမှာညင်းခုန်ပြီးတဲ့ရက်တွေကဘယ်တော့မှအတူတူမရှိတော့ပါဘူးအရင်ကနှွေးထွေးခဲ့တဲ့အိမ်ကအခုတော့မမြင်ရတဲ့အေးဓာတ်တွေနဲ့ပြည့်နှက်နေတယ်လို့ပါပဲကိုရဲတဲတဲနဲ့ဒေါ်မိုးမိုးကအတူတူအိမ်ကောင်မိုးအောက်မှာနေထိုင်နေကြဆဲပါတစားပွဲထဲမှာစားတောက်နေကြဆဲပါဒါပေမဲ့သူတို့ရဲ့စကားတွေကပိုပြီးနဲလာခဲ့ပါတယ်အခြေအနေကတင်းမာလာပြီးသူတို့ကိုကွဲကွာစေတဲ့မမြင်ရတဲ့နိုင်ရန်တစ်ခုရှိနေတယ်လို့ပါပဲအဲ့ဒီမနက်ခင်းမှာတဲတဲကဆိုင်မှာပစ္စည်းတွေပြင်ဆင်နေတာပါသူမရဲ့လက်တွေကငပြောသီးနဲ့မုန်းကြော်နေတာနဲ့အလုံများနေပေမဲ့သူမရဲ့စိတ်ကလွင့်ပြန်နေပါတယ်ဒေါ်မိုးမိုးကမြေယာရောင်းချဖို့ကိုရဲရဲ့ဆန္ဒအတွက်သူမကိုအပြစ်တင်ခဲ့ပုံကိုသူမမှတ်မိနေပါတယ်အဲ့ဒီညကပြောခဲ့တဲ့ကြမ်းတမ်းတဲ့စကားတွေကသူမရဲ့နားထဲမှာရှင်းရှင်းလင်းလင်းပဲ့တင်ထက်နေစေပါသူမရဲ့ရင်ထဲမှာနာကျင်နေပေမဲ့အခြေအနေကိုပိုမဆိုးရွားစေချင်တာကြောင့်သူမကစိတ်နေဖို့ရွေးချယ်ခဲ့ပါတယ်ကိုရဲကအခန်းထဲကထွက်လာပြီးအိယာကနေထွက်လာခဲ့တာတောင်ပင်မနွမ်းနယ်နေပုံရပါတယ်သူမကသူ့ဇနီးစီချင်းကပ်သွားပြီးသူမရဲ့ပခုံးကိုညင်သားစွာပုတ်လိုက်ပါတယ်မေမေရဲ့စကားတွေကိုစိတ်ထဲမထားပါနဲ့တဲတဲမင်းပြစ်မရှိဘူးဆိုတာကျွန်တော်သိပါတယ်ဒါတွေအားလုံးကကျွန်တော်ရဲ့ဆန္ဒပါပဲတဲတဲကသူမရဲ့မျက်လုံးတွေနီရဲနေသေးပေမဲ့ပါဆက်လေးနဲ့ပြုံးပြလိုက်ပါတယ်ကျွန်တော်အဆင်ပြေပါတယ်ကိုရဲကျွန်တော်ကဆိုးရွားတဲ့ဩဇာလွှမ်းမိုးမှုတွေယူဆောင်လာတယ်လို့ယူဆခံရလို့ပဲဝမ်းနည်းနေတာပါကျွန်တော်တို့အတွက်အကောင်းဆုံးကိုပဲကျွန်တော်လိုချင်တာပါကိုရဲကခက်တိုးတိုးသက်ပြင်းချလိုက်ပါတယ်ကျွန်တော်မေမေနဲ့ထပ်စကားပြောပါမယ်ဒါပေမဲ့အခုမဟုတ်သေးပါဘူးသူကဒေါသထွက်နေသေးပဲအခြေအနေတည်ငြိမ်သွားတဲ့အထိကျွန်တော်တို့စောင့်ရအောင်အဲ့ဒီစကားတွေကနှစ်သိမ့်စရာကောင်းပေမဲ့တကယ်တမ်းမှာတော့ဒေါ်မိုးမိုးကဘယ်တော့မှမတည်ငြိမ်ခဲ့ပါဘူးအဲ့ဒီရံပွဲညကလေးကသူမကစူဆောင်းထားတဲ့ဒေါသတွေပိုများလာခဲ့ပါတယ်တဲတဲဆိုင်မှာအလုံများနေတာကိုမြင်လိုက်ရတဲ့အခါတိုင်းသူမရဲ့သွေးတွေကစူပွက်လာတယ်လို့သူမခံစားရပါတယ်ကိုရဲကသူ့ဇနီးနဲ့ဆန်းတောက်နေတာကိုမြင်လိုက်ရတဲ့အခါတိုင်းသူမကပြစ်ပယ်ခံရတယ်လို့ခံစားရပါတယ်နေ့လယ်ဘက်ကိုရဲလေကွင်းမှာရှိနေတော့ဒေါ်မိုးမိုးကမိဖို့ချောင်ကိုဝင်သွားခဲ့ပါတယ်သူမကမုံကြော်ဖို့မုံမြက်ပြင်ဆင်နေတဲ့တဲတဲကိုစိုက်ကြည့်လိုက်ပါတယ်သူမရဲ့အတန်ကရုတ်တရက်အေးဆက်လာခဲ့ပါတယ်တဲတဲငါစကားပြောချင်တယ်တဲတဲကလှည့်ကြည့်လိုက်ပြီးပြုံးမှုစူးစမ်းလိုက်ပါတယ်ဟုတ်ကဲ့မေမေဘာဖြစ်လို့လဲဒေါ်မိုးမိုးကပိုပြီးနီးကပ်လာခဲ့ပါတယ်သူမရဲ့အကြည့်ကထိုးထွင်းနေပါတယ်မင်းတို့မြေယာရောင်းချဖို့စိတ်ကူးကိုငါမကြိုက်ဘူးအဲ့ဒါအားလုံးမင်းစီကလာတယ်ဆိုတာငါသိတယ်မင်းဒီအိမ်ကိုရောက်လာကြတဲ့ကကိုရဲကပြောင်းလဲလာတယ်အရင်တုန်းကသူမျိုးကိုပြောင်းရွှေ့ဖို့ဘယ်တော့မှစကားမပြောခဲ့ဘူးဒါတွေအားလုံးမင်းကြောင့်တဲတဲရဲ့မျက်နှာကဖြူဖြောသွားအားပါတယ်သူမကမျက်ရည်ကျခြင်းမှထိမ့်သိမ့်ဖို့ကြိုးစားရင်းခေါင်းငုံလိုက်ပါတယ်
မေမေအဲ့လိုမဟုတ်ပါဘူးကိုရဲကသူ့ကိုယ်သူလွတ်လန်းရှာချင်တာပါကျမကထောက်ခံပေးုံတပါကျမဒီမိသားစုကိုပျက်စီးစေဖို့ဘယ်တော့မှရည်ရွယ်ခဲ့တာမဟုတ်ပါဘူးဒေါ်မိုးမိုးကနှာမိုးလိုက်ပြီးသူမရဲ့မျက်လုံးတွေကကျဉ်းမြောင်းသွားပါတယ်ဟန်ဆောင်မနေနဲ့မင်းမမစားလဲဆိုတာငါသိတယ်မင်းကငါသားကိုဒီကနေခေါ်သွားပြီးငါ့ကိုဒီအိမ်အိုကြီးထဲမှာတယောက်တည်းထားခဲ့ချင်တာမင်းကငြိမ်နေမယ်လို့ထင်နေတာလားတဲကတုံရင်နေပြီးသူမရဲ့အတန်ကခတ်တိုးတိုးပါမေကျမအမေကိုဘယ်တော့မှစွန့်ခွာချင်တာမဟုတ်ပါဘူးကျမတို့မြို့သွားရင်တော့ပြန်လာမှာပါကျမတို့မေကိုမေ့မှာမဟုတ်ပါဘူးလိန်ပြောမနေနဲ့လို့ဒေါ်မိုးမိုးကအော်လိုက်ပြီးသူမရဲ့အတန်ကကျဉ်ကျက်တဲ့မိဖို့ချောင်ထဲမှာပဲ့တင်ထက်သွားပါတယ်မြို့ကိုပြောင်းရွှေ့ပြီးရင်ဒီဆင်းရဲတဲ့ရွာကိုဘသူပြန်လာခြင်းမလဲမင်းကတက်တောင့်တက်တာရှိတဲ့ဘဝကိုပဲလိုချင်တာမဟုတ်လားအဲ့ဒီအတွက်မင်းကကိုရဲ့ဖေရဲ့တည်တန်းစာကိုစွန့်လွတ်ရဲတာပေါ့တဲကတိတ်ဆိတ်သွားခဲ့ပါတယ်။သူမရဲ့မျက်ရည်တွေကထိမ့်မရအောင်ကျဆင်းလာခဲ့ပါတယ်။သူမဘာပြောဒေါ်မိုးမိုးရဲ့အတွေးအမြင်ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာသူမသိပါတယ်။အဲ့ဒီရံပွဲကကိုရဲလေကွင်းကနေစောပြန်လာတဲ့အခါရက်တန့်သွားခဲ့ပါတယ်။သူကသူ့အမေရဲ့ကျေလောင်တဲ့အတန်ကိုကြားပြီးမိဖို့ချောင်ကိုချက်ချင်းဝင်လာခဲ့ပါတယ်။မေဒါဘာဖြစ်တာလဲဘာလို့တဲကိုဒေါသထွက်နေတာလဲဒေါ်မိုးမိုးကမျက်ရည်တွေနဲ့ပြည့်နေပေမဲ့ဒေါသအပြည့်နဲ့လှည့်ကြည့်လိုက်ပါတယ်။မင်းမလို့မေးနေတာလဲဒါတွေအလုံးကမင်းမကြတောက်မြေရရောက်မှုမင်းကိုသူကလုတ်ခဲ့တာသူကငါတို့မိသားစုကိုဖျက်ဆီးခဲ့တာကိုရဲကသူတို့နှစ်ယောက်ကြားမှာရက်နေပါတယ်သူ့မျက်နှာကတင်းမာနေပါတယ်တဲကိုအပြစ်မတင်ပါနဲ့မေဒါကကျွန်တော်ရဲ့ဆန္ဒပါပဲလို့ကျွန်တော်ပြောပြီးသူ့ကိုထပ်ပြီးမဆွဆွဲပါနဲ့ဒေါ်မိုးမိုးကတုံရင်နေတဲ့လက်ညှိုးနဲ့ကိုရဲကိုထိုးပြလိုက်ပါတယ်မင်းမျက်စိကန်းနေတာကိုရဲသူကမင်းရဲ့စိတ်ကိုအစိတ်ခတ်ခဲ့တာမင်းကသူ့အတွက်မင်းအမေကိုမဆန့်ကျင်ရဲဘူးလားမင်းအဖေရဲ့မှားကြားချက်ကိုမင်းမေ့နေပြီလားကိုရဲကတိတ်ဆိတ်သွားခဲ့ပါတယ်သူ့ကွယ်လွန်သူဖေရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါသူ့မျက်နှာကဖြူဖြောသွားခဲ့ပါတယ်သူ့အဖေရဲ့နောက်ဆုံးမှကြားချက်အကြောင်းအမတ်ရစရာတွေကသူ့ရင်ကိုပြန်ပြီးလေးလံစေခဲ့ပါတယ်ဒါပေမဲ့သူမကပြင်းပြင်းထန်ထန်ကောင်းခါလိုက်ပါတယ်ကျွန်တော်မမေ့ပါဘူးမေဒါပေမဲ့ဒီလိုသိငယ်တဲ့မြေယာပေါ်မှာဆက်ပြီးမိခိုနေလို့လည်းမရဘူးကျွန်တော်ပိုကောင်းတဲ့ဘဝကိုလိုချင်တယ်ကျွန်တော်ကြိုးစားရင်ဘာမှလည်းမှားတာကမင်းမေကိုမင်းမဆန့်ကျင်ရဲတာပဲလို့ဒေါ်မိုးမိုးကအော်လိုက်ပြီးသူမရဲ့အတန်ကကျဲလောင်နေပါတယ်အခြေအနေကပိုပြီးပူပြင်းလာပါတယ်တဲကနှစ်သိမ့်ဖို့ကြိုးစားခဲ့ပေမဲ့ဒေါ်မိုးမိုးကပိုပြီးဒေါသထွက်လာခဲ့ပါတယ်သူမရဲ့လက်တွေကတုံရင်နေပြီးသူမရဲ့မျက်နှာကနီရဲနေကသူမရဲ့အသက်ရှူတန်ကမြန်နေပါတယ်ပထမဆုံးအကြိမ်ဖြစ်ကိုရဲကသူ့အမေကိုဒီလိုဒေါသအပြည့်နဲ့အခြားသူတယောက်လိုမြင်လိုက်ရပါတယ်အဲ့ဒီဖြစ်ရပြီးတဲ့ရက်တွေကတင်းမာမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ဒေါ်မိုးမိုးကတဲနဲ့စကားပြောရတာပိုပြီးရှားပါလာခဲ့ပြီးတခါတရံလုံးဝနှုတ်ဆက်ခြင်းမရှိပါဘူးကိုရဲနဲ့တော့သူမကအေးဆက်တဲ့အတန်နဲ့လိုအပ်တဲ့လောက်ပဲစကားပြောတတ်ပါတယ်အိမ်နီးနားချင်းတွေကတခုခုမှားယွင်းနေပြီလို့ခံစားမိလာပါတယ်တဲရဲ့ဆိုင်ကစီကားနေစေပါဒါပေမဲ့တခါတရံအိမ်ထဲကနေအော်တန်တွေထွက်ပေါ်လာတာကိုကြားရပါတယ်ရွာထဲမှာတီးတိုးပြောဆိုမှုတွေရှိနေပေမဲ့ဘယ်သူမှတိုက်ရိုက်မမေးဝန်းကြပါဘူးအဲ့ဒီမိသားစုကိုအကြာကြီးတိကျဟန်ခဲ့တဲ့အိမ်နီးနားချင်းအဖိုးကိုပတ်မောင်ကတညက်နေခင်းမှာကိုရဲကိုခဏတစ်ဖြုတ်စူပူပြောဆိုခဲ့ပါတယ်ကိုရဲမင်းအမေဒေါသထွက်နေတယ်လို့ငါကြားတယ်ပြဿနာတစ်ခုခုရှိလို့လားကိုရဲကသူ့တန်ရာကိုဖုံးကွယ်ဖို့စူးစမ်းရင်းခါတီးပြုံးလိုက်ပါတယ်ဘာမှမဖြစ်ပါဘူးပတ်မောင်နည်းနည်းလေးနားလည်မှုလွဲတာပါမိသားစုဆိုတာဒီလိုပါပဲပတ်မောင်ကခေါင်းညှိလိုက်ပါတယ်သူ့မျက်နှာမှာတွေးဝေမှုတွေပြည့်နှက်နေပေမဲ့ကြီးမားတဲ့ပြဿနာတစ်ခုရှိနေတယ်ဆိုတာသူသိပါတယ်ဒါပေမဲ့သူကကြားဝင်ဆွတ်ဖက်ခြင်းမပြုဖို့ရွေးချယ်ခဲ့ပါတယ်အဲ့ဒီအိမ်ကညတွေကပိုပြီးကြောက်စရာကောင်းလာပါတယ်ကိုရဲနဲ့တဲကသူတို့ခန်းထဲမှာတိုးလေးစကားပြောနေတတ်ကြပါတယ်ဒီအတော်အတွင်းမှာတော့ဒေါ်မိုးမိုးကအလဲခန်းမှာထိုင်ပြီးသူ့ခင်ပွန်းရဲ့တပ်ပုံကိုကြည့်နေပါတယ်သူမရဲ့အတန်ကတိုးလေးထွက်ပေါ်လာပြီးကွယ်လွန်သွားပြီဖြစ်တဲ့ဝိညာဉ်နဲ့စကားပြောနေတယ်လို့တီတိုးပြောလိုက်ပါတယ်မင်းသားကငါစကားကိုနားမထောင်တော့ဘူးသူကမင်းမြေကိုရောင်းချင်တယ်အဲ့ဒါအားလုံးအဲ့ဒီမိမကြောင့်ငါဘယ်လိုလုပ်ရမလဲမသိဘူးဒါပေမဲ့ငါကတိပေးတယ်ဒီမြေကိုငါလက်လွတ်ခံမှာမဟုတ်ဘူးဘယ်တော့မှအဲ့ဒီစကားတွေကကျိန်ဆိုချက်တစ်ခုလိုပါပဲတဲကပိုပြီးဖိအားခံစားရပါတယ်သူမကအခန်းထဲမှာတိတ်ဆိတ်ငိုကြွေးနေတတ်ပြီးမလိုချင်ဘူးလို့ခံစားရပါတယ်သူမကကိုရဲကိုနှုတ်ဆက်စကားမပြောဘဲထွက်သွားဖို့တောင်စဉ်းစားခဲ့ပါတယ်ဒါပေမဲ့ကိုရဲကအမြဲတမ်းညှင်းဆိုခဲ့ပါတယ်ကျွန်တော်မေကိုဒီလိုပဲစွန့်ခွာသွားလို့မရဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်ကောင်းကောင်းစကားပြောရမယ်လို့ကိုရဲကအကြိမ်ကြိမ်ပြောခဲ့ပါတယ်ဒါပေမဲ့ရက်တွေကုံဆုံးလာတာနဲ့အမျှကောင်းကောင်းစကားပြောလို့မရဘူးဆိုတာပိုပြီးရှင်းအလင်းလာပါတယ်ဒေါ်မိုးမိုးကသူ့ရင်ကိုပိတ်ထားခဲ့ပါပြီသူမအတွက်တော့မြေယာရောင်းချခြင်းသူဘသူမဆိုရန်သူပါပဲသူမရဲ့သားအရင်းပင်ဖြစ်နေပါစေအဲ့ဒီပထမဆုံးရန်ပွဲကပိုးပြီးကျေပြန့်လာတဲ့6ကမ်းပါရဲ့အစဖြစ်ခဲ့ပါတယ်
အဲ့ဒီကနေမုံတီးမှုလက်စားချေလိုစိမ့်နဲ့တစ္ဆာဖောက်ခံရတယ်လို့ခံစားရတဲ့အဖွားအိုတယောက်ရဲ့ရင်ထဲမှာဖြည်းဖြည်းချင်းကြီးထွားလာတဲ့မှောင်မိုက်တဲ့ရည်ရွယ်ချက်တွေပေါ်ပေါက်လာခဲ့ပါတယ်ပြီးတော့အဲ့ဒီရွာလေးကနေတိုင်းမနက်ခင်းတိုင်းအေးချမ်းမှုနဲ့ဖုံးလွှမ်းနေတဲ့ရွာလေးကတနေ့နေ့အရာအလုံးကိုမိရှုပစ်မဲ့မိခဲတွေကိုစတင်စုဆောင်းလာခဲ့ပါတယ်အဲ့ဒီရံပွဲကြီးကလေးကဒေါ်မိုးမိုးရဲ့အိမ်ကမမြင်ရတဲ့မှောင်မိုက်တဲ့လေထုနဲ့ဖုံးလွှမ်းနေတယ်လို့ပါပဲရွာသူရွာသားတွေကသေးငယ်တဲ့အပြောင်းလဲတွေကိုသတိထားမိလာပါတယ်သူတို့ကအဲ့ဒီအိမ်ထဲမှာဘာတွေဖြစ်နေတယ်ဆိုတာတိတိကျကျမသိကြပေမဲ့တဲတဲကမနက်တိုင်းဆိုင်မှာဆက်လက်ရောင်းချနေပြီးဖောက်တယ်တွေကိုပြုံးပြနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအပြုံးကအတူရောင်ဖြစ်နေပုံရပါတယ်ကိုရဲကရွာဓမာယုံမှာစကားပြောရတာပိုပြီးရှားပလာပြီးလေကွင်းမှာတယောက်တည်းပိုပြီးအချိန်ဖြုံးခဲ့ပါတယ်ဒေါ်မိုးမိုးကတော့သူ့ကိုယ်သူပိုပြီးပိတ်ထားတတ်ပါတယ်မနက်ခင်းမှာဟင်းခတ်အမွေးအကြိုင်ဒါမှမဟုတ်စံနှဲငယ်ဝယ်ဖို့အိမ်ကနေထွက်လာတာကိုပဲတွေ့ရပြီးမျက်နှာအေးဆက်ဆက်နဲ့ပြန်လာတတ်ပါတယ်ဒါပေမဲ့ရွာသူရွာသားတွေကိုအံ့အားသင့်စေတဲ့အရာတစ်ခုရှိပါတယ်။သူမကဒေါ်မိုးမိုးရဲ့မိဖို့ချောင်ကနေမကြာခဏထူထပ်တဲ့မိခိုးတွေထွက်လာတာကိုတွေ့ခဲ့ကြပါတယ်။ညဘက်မှာတော့ဟင်းချက်တဲ့အနံ့ကလမ်းပေါ်အထိရောက်လာတတ်ပါတယ်။အဲ့ဒီအနံ့ကစားကျင်စားပွဲကောင်းတဲ့အနံ့မဟုတ်ပါဘူး။အစာအိမ်ကိုပြို့အန်စေတဲ့ထူးဆန်းတဲ့အနံ့တစ်ခုပါ။ဒေါ်မိုးမိုးကမကြာခဏအများကြီးချက်တက်တာပဲဧည့်သည်တွေလည်းရှားပါတယ်လို့ဒေါ်စုံမကသူ့အိမ်နီးနားချင်းကိုတညနေခင်းသူတို့အိမ်လေးကားထက်မှထိုင်နေတော့တီးတိုးပြောလိုက်ပါတယ်ဟုတ်တယ်ကျမလည်းအံ့ဩမိတယ်လို့ဒေါ်ပူလဲကသူမရဲ့နှာခေါင်းကိုရှုံရင်းပြန်ဖြေလိုက်ပါတယ်။မနေ့ကကျမဖြတ်သွားတော့ကစက်သားဒါမှမဟုတ်အမဲသားနှံ့လို့မဟုတ်ဘူး။ထူးဆန်းတဲ့အနံ့တစ်ခုဒါပေမဲ့ကျမမသိဘူးဘာလဲဆိုတာ။အဲ့ဒီတီးတိုးတန်တွေကဖြည်းဖြည်းချင်းပြန့်နှံ့လာခဲ့ပါတယ်။အဲ့ဒီရွာလေးကလူတွေကတယောက်နဲ့တယောက်အကြောင်းအရာတွေကိုဂရုစိုက်တတ်ကြပါတယ်။တယောက်နဲ့တယောက်အကြောင်းတွေကိုသိတတ်ကြပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဘယ်သူမှတိုက်ရိုက်မပြောဝန်းကြပါဘူး။ဒေါ်မိုးမိုးကခေါင်းမာတယ်လို့သိကြပြီးသူမကိုကြောက်ရွံ့သူတွေလည်းများပါတယ်။အဲ့ဒီမိသားစုကိုအကြာကြီးတီကျွမ်းခဲ့တဲ့အိမ်နီးနားချင်းအဖိုးအိုပတ်မောင်ကတညက်နေခင်းမှာစိတ်ပူပန်စေတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။သူကဒေါ်မိုးမိုးကအိမ်နောက်ကအမိုက်တွင်ရဲကိုတခုခုပြစ်ချနေတာကိုတွေ့လိုက်ရပါတယ်။အဝေးကနေကြည့်တော့အဲ့ဒီအရာကအဝတ်ဆက်နဲ့ထုတ်ထားတဲ့အယိုးကြီးတစ်ချောင်းလိုပါပဲပတ်မောင်ကမျက်မှောင်ကျုပ်လိုက်ပါတယ်။ဒါပေမဲ့သူနီးကပ်လာတဲ့အခါဒေါ်မိုးမိုးကအမြင်မြေကြီးနဲ့ဖုံးပြီးပြတ်သားစွာလှည့်ကြည့်လိုက်ပါတယ်။ဘာလဲပတ်မောင်ဘာလို့ကြည့်နေတာလဲလို့ဒေါ်မိုးမိုးရဲ့အတန်ကတတိအပြည့်နဲ့တင်းမာနေပါတယ်။ပတ်မောင်ကထစ်အသွားခဲ့ပါတယ်။ဘာမှမဟုတ်ပါဘူး။မေကျွန်တော်ဖြတ်သွားတာပါ။ဒေါ်မိုးမိုးကမဖြေပါဘူး။သူမကပတ်မောင်တကယ်ထွက်သွားတဲ့အထိပြတ်သားတဲ့အကြည့်နဲ့ရက်နေခဲ့ပါတယ်။ပတ်မောင်စိတ်မချမ်းသာပါဘူး။အဲ့ဒီညမှာသူအိတ်မပျော်ခဲ့ပါဘူး။သူမြင်ခဲ့ရတဲ့အယိုးအကြောင်းအမှတ်ရစရာတွေကိုအကြိမ်ကြိမ်တွေးတောနေခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ကိုရဲနဲ့တဲတဲကဖိအားတွေကြားကနေသူတို့ရဲ့စိတ်ကြမ်းမာရေးကိုထိမ့်သိမ်းမှုစူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့တဲတဲကပိတ်မိနေတယ်လို့ခံစားလာရပါတယ်။သူမကမကြာခဏအိမ်မက်ဆိုးတွေမက်ပြီးဒေါ်မိုးမိုးအော်ဟစ်နေတဲ့အတန်ကိုပုံရိပ်ရောင်ထဲမှာပဲကြားနေရပါတယ်။သူမကကိုရဲကိုပြောင်းရွှေ့ဖို့ပြောဖို့စူးစမ်းလိုက်တိုင်းသူခင်မွန်ကခတ်တိုးတိုးတက်ပြင်းချလိုက်ပါတယ်။ဒီလိုပဲထွက်သွားလို့မရဘူး။တဲတဲလို့ကိုရဲကတညက်နေခင်းမှာတိုးတိုးလေးပြောလိုက်ပါတယ်။မေရဲ့ခွင့်ပြုချက်မရပဲကျွန်တော်တို့တော့ထားရင်ငါကမလိမ္မာတဲ့သားနဲ့တူတူပဲအဲ့လိုမဖြစ်စေချင်ဘူးတဲတဲကမျက်ရည်တွေနဲ့ပြည့်နေတဲ့မျက်လုံးတွေနဲ့သူ့ခင်ပွန်းကိုကြည့်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုဆက်ပြီးမနေနိုင်ဘူးကိုရဲကျွန်တော်ထောင်ထဲမှာနေရတယ်လို့ခံစားရတယ်မေကကျွန်တော်ကိုပိုပြီးမုန်းလာတယ်ကိုရဲကတိတ်ဆိတ်သွားခဲ့ပါတယ်အဲ့ဒီစကားတွေကသူ့ရင်ထဲမှာဆွေးမြဲနေခဲ့ပေမဲ့သူမှပြန်ပြေးစရာမရှိပါဘူးဒီအတော်အတွင်းမှာတော့ဒေါ်မိုးမိုးကပိုပြီးမကြာခဏချက်ပြုတ်နေခဲ့ပါတယ်အိမ်နီးနားချင်းတွေဖြတ်သွားလိုက်တိုင်းသူတို့ကသူမရဲ့ခံဒါကိုရိတ်ကိုမိဖို့ချောင်ပြတင်းပေါက်နောက်ကနေအမြန်ရွေ့ရနေတာကိုတွေ့နိုင်ပါတယ်ပွဲတော်အတွက်ဟင်းပွဲတွေပြင်ဆင်နေတယ်လို့ပါပဲဒါပေမဲ့အဲ့ဒီပွဲတော်ကဘယ်တော့မှမရှိခဲ့ပါဘူးအိမ်တစ်ပတ်ချမ်းမှာနေထိုင်တဲ့ဒေါ်ပူလဲကသူမခင်ပွန်းကိုတောင်ပြောခဲ့ပါတယ်ဒေါ်မိုးမိုးဘာချက်နေလဲကျမမသိဘူးဒါပေမဲ့အနံ့ကကျမအစာအိမ်ကိုရင်မူးစေတယ်တာမန်အသားနဲ့လို့မဟုတ်ဘူးသူမရဲ့ခင်ပွန်းကဘာမှမပြောဝင်ပဲခေါင်းငိမ့်လိုက်ပါတယ်ရက်တွေကုံဆုံးလာတာနဲ့အမျှရွာသားတွေရဲ့တန်တရားတွေကပိုပြီးကြီးထွားလာပါတယ်။ဒါပေမဲ့ဘသူမှတိုက်ရိုက်မပြောဝန်းကြပါဘူး။ပတ်မောင်တယောက်တည်းသာတိတ်တိတ်ဆိတ်ဆိတ်ပိုပြီးအနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။တခုခုထူးဆန်းနေတယ်လို့သူခံစားရပါတယ်။အဲ့ဒီအိမ်နရံတွေနောက်ွယ်မှာမှောင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုကွက်ထားတာကိုသူခံစားရပြီးသူ့ရဲ့နိမိတ်ကမှန်ခဲ့ပါတယ်။တမနက်ခင်းမှာသူကဒေါ်မိုးမိုးရဲ့အိမ်နောက်ကချောင်းငယ်လေးကနေအနီရောင်အရည်တွေစီးဆင်းနေတာကိုထပ်ပြီးတွေ့လိုက်ရပါတယ်။အဲ့ဒီအရည်ကထူထဲပြီးသွေးနဲ့
နနေပါတယ်ပတ်မောင်ကအကြာကြီးတိတ်ဆိတ်နေပြီးသူ့ရင်ဘက်ကတုံနေပါတယ်သူကရွာလူကြီးကိုတွားတိုင်ခြင်းပေမဲ့တွေ့ဝေနေသေးပါသူ့အတွက်တော့ရှင်းရှင်းလင်းလင်းသက်သေမရှိဘဲဆွဆွဲတာကကြီးမားတဲ့ပြဿနာတွေဖြစ်စေနိုင်ပါတယ်ဒါပေမဲ့တေချာတာတစ်ခုကတော့သူကအဲ့ဒီအိမ်ကိုအရင်ကလိုမမြင်တော့ပါဘူးမိဖို့ချောင်ကနေထွက်လာတဲ့မိကိုတိုင်းလေနဲ့အတူပါလာတဲ့ထူးဆန်းတဲ့အနံ့တိုင်းကသူ့ရဲ့ကြက်တီးမွေးညင်းတွေကိုထောင်စေပြီးရွာသူရွာသားတွေကမပြောကြပေမဲ့အတူတူခံစားလာကြရပါတယ်ဒေါ်မိုမိုရဲ့အိမ်ကတာမန်ဟင်းချက်စရာတွေမဟုတ်ဘဲတစ်ခုခုကိုဝတ်ထားနေပါတယ်အဲ့ဒီညကကောင်းကင်ကအယမ်းမောင်နေပါတယ်လာချမ်းဝက်တာမြင်ရပြီးအလင်းရောင်ကရွာပေါ်မှာကျဆင်းနေတဲ့ပါလွာတဲ့မြူကိုးတွေကိုမိန်ဖြော့စွာထိုးဖောက်ဝင်ရောက်နေပါတယ်လေကမြေဆူနှက်နဲ့ဒေါ်မိုမိုရဲ့အိမ်ကမိဖို့ချောင်မိကိုးနဲ့ရောထွေးနေတာကိုတဲဆောင်လာပါတယ်အပြင်ဘက်ကနေကြည့်တော့တစ်သားအိမ်ကတာမန်အတိုင်းပါပဲမိကမိန်ဖြော့နေပါတယ်ဒါပေမဲ့အထဲမှာတော့တခုခုကပေါ်လောရိုက်နေခဲ့ပါတယ်ကိုရဲကလေကွင်းကနေခုမှပြန်လာခဲ့တာပါညစ်နေနေပြီဆိုပေမဲ့သူကပင်မနှွမ်းနေနေတဲ့ခန္ဓာကိုယ်ချွေးတွေနဲ့ဆိုရှော့တဲနေတဲ့မျက်နှာနဲ့အိမ်ထဲကိုဝင်လာခဲ့ပါတယ်တဲတဲကသူ့ကိုရေနွေးတစ်ခွက်နဲ့ကြိုဆိုလိုက်ပါတယ်ကိုရဲပါလို့ဒီလောက်ညစ်နေမှပြန်လာတာလဲလို့သူမကစိုးရိမ်တကြီးမေးလိုက်ပါတယ်လေကွင်းမှာရှင်းစရာတွေအများကြီးရှိတယ်တဲတဲမနှက်ဖြန်စိုးစိုးနားနိုင်အောင်ငါအချိန်ပိုလုပ်ခဲ့တာလို့ကိုရဲကသူ့နှဘူးကိုပုတ်တက်ရင်ပြန်ဖြေလိုက်ပါတယ်တဲတဲကသူ့ခင်ပွန်းကိုတနာကယူနာအပြည့်နဲ့ကြည့်လိုက်ပါတယ်သူမကကိုရဲကအရာအလုံးကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်ဆိုတာသိပါတယ်လေကွင်းမှာအလုပ်လုပ်ရတာဆိုင်ကိုကူညီရတာပိုပြီးခံမရခတ်တဲ့သူ့အမေကိုရင်ဆိုင်ရတာတွေပါကိုရဲကျွန်တော်ကြောက်တယ်မေမေကကျွန်တော်ကိုပိုပြီးမကြာခဏဒေါသထွက်နေတယ်ဘာမှမပြောရင်တောင်လို့သူမကခတ်တိုးတိုးပြောလိုက်ပါတယ်ကိုရဲကတိတ်ဆိတ်သွားခဲ့ပါတယ်သူကသူ့ဇနီးပြောတာမှန်တယ်ဆိုတာသိပါတယ်ဒေါ်မိုမိုကတင်းငယ်တဲ့အရာတွေအတွက်တောင်ပိုပြီးမကြာခဏပြင်းထန်တဲ့စကားလုံးတွေပြောတတ်ပါတယ်ဒါပေမဲ့ကိုရဲကရံပွဲကိုမလိုချင်တာကြောင့်အမြဲတမ်းကိုထိန်းချုပ်ထားခဲ့ပါတယ်အဲ့ဒီညမှာဒေါ်မိုမိုကမိဖို့ချောင်မှာချက်ပြုတ်နေပါတယ်။ဒါနဲ့ခုတ်ထစ်တဲ့အတန်တွေကရှင်းရှင်းလင်းလင်းကြားနေရပါတယ်။သူမကဒဲအိုးကြီးရှိမှအကြာကြီးရက်နေခဲ့ပြီးအမွှေးအကြိုင်တွေထက်နေခဲ့ပါတယ်။သူမရဲ့မျက်နှာကမှောင်မိုက်နေပါတယ်။ပြင်းထန်တဲ့အနံ့ကပြန်ပြီးပြက်နှက်လာတာကြောင့်တဲတဲကသူမရဲ့နှာခေါင်းကိုဖြည်းဖြည်းချင်းပိတ်လိုက်ပါတယ်။မေမေဒီလောက်ညင်နေမှဘာလို့ချက်ပြုတ်နေသေးတာလဲလို့တဲတဲကအလဲခန်းကနေဖော်ရွေစွာပြောဖို့ကြိုးစားရင်းမေးလိုက်ပါတယ်။ဒေါ်မိုမိုကခဏလှည့်ကြည့်လိုက်ပြီးသူမရဲ့မျက်လုံးတွေကပြတ်သားနေပါတယ်။ငါချက်ပြုတ်ချင်ရင်ဒါကငါကိစ္စမင်းဝင်မစွတ်ဖက်နဲ့တဲတဲကအမြန်ကောင်းငိမ့်လိုက်ပြီးစိတ်နေဖို့ရွေးချယ်လိုက်ပါတယ်။သူမရဲ့နှလုံးခုန်တန်းကအကြောင်းပြချက်မရှိဘဲမြန်နေပါတယ်။ကိုရဲကအခြေအနေကိုဖြေလျှော့ဖို့ကြိုးစားရင်းမိဖို့ချောင်တဲကိုဝင်လာခဲ့ပါတယ်။မေမေညစ်နေပြီးအနားယူတော့မနှက်ဖြန်မှထက်ချက်လို့ရသေးတယ်။ဒါပေမဲ့ဒေါ်မိုမိုကနှာမှုတ်လိုက်ပါတယ်။မင်းကမသိဘူးဟင်းချက်စရာတွေကိုအကြာကြီးထားနိုင်အောင်ဂရုစိုက်ရမယ်။ငါအခုရက်လိုက်ရင်အားလုံးလာကားဖြစ်သွားလိုက်မယ်ကိုရဲကပြန်ဖြေချင်ခဲ့ပေမဲ့မဖြေဖြစ်ခဲ့ပါဘူးသူကသူ့မေရဲ့ရှိကဒဲအိုးကြီးကိုစိတ်မသက်မသာနဲ့ကြည့်လိုက်ရုံပါပဲသူ့ကိုမေးချင်တဲ့အရာတစ်ခုရှိနေပေမဲ့သူကကိုထိန်းချုပ်ထားခဲ့ပါတယ်ညင်ကပိုပြီးနှက်လာခဲ့ပါတယ်အိမ်ပြင်ဘက်ကနေကြေးကောင်လေးတွေရဲ့အတန်တွေကကျဲလောင်စွာထွက်ပေါ်နေပါတယ်ဒါပေမဲ့အိမ်ထဲမှာတော့အခြေအနေကအသက်ရှူချက်စေပါတယ်တဲတဲကအလဲခန်းမှာခေါင်းငုံပြီးထိုင်နေပါတယ်ဒီအတော်အတွင်းမှာတော့ကိုရဲကသူ့ခန်းထဲမှာပစ္စည်းတွေရှင်းနေတာနဲ့အလုံများနေပါတယ်ဒေါ်မိုမိုကမိဖို့ချောင်မှာဆက်ရှိနေပြီးရေနွေးငွေတွေဆက်ပြီးထွက်နေတဲ့တဲအိုးကြီးကနေမရွေ့ရပါဘူးညက်နဲ့တက်ကောင်လောက်မှာလူတိုင်းအိပ်ပျော်နေတဲ့အချိန်မှာကိုရဲကစူညံတန်ကြောင့်နိုးလာခဲ့ပါတယ်သူကအခန့်ထဲကထွက်လာပြီးမိဖို့ချောင်ကနေမိန်ဖြောတဲ့အလင်းရောင်ကိုမြင်လိုက်ရပါတယ်သူနီးကပ်လာတဲ့အခါသူ့အမေကဒဲအိုးရှိမှခေါင်းငုံပြီးရက်နေတာကိုမြင်လိုက်ရပါတယ်သူမရဲ့မျက်နှာကရေနွေးငွေတွေကြောင့်တဝက်တစ်ပြက်ဖုံးကွယ်နေပါတယ်မေမေလိုကိုရဲကဖြည်းဖြည်းလေးခေါ်လိုက်ပါတယ်ဒေါ်မိုမိုကရုတ်တရက်အံ့အားသင့်သွားသလိုလှည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူမကပါဆက်လေးနဲ့ပြုံးပြလိုက်ပါတယ်အဲ့ဒီအပြုံးကကိုရဲရဲ့ကြက်တီးမွေးညင်းတွေကိုထောင်စေခဲ့ပါတယ်မင်းမအိပ်သေးဘူးလားကိုရဲပါလို့မေမေခုထိချက်ပြုတ်နေတာလဲအရန်ညစ်နေနေပြီလို့ကိုရဲကတာမန်တိုင်းပြောဖို့ကြိုးစားရင်းမေးလိုက်ပါတယ်ငါအိတ်မပြောဘူးလို့ဒေါ်မိုမိုကတူတုတ်ပြန်ဖြေလိုက်ပြီးဒီဟင်းချက်စရာတွေကိုဆက်ထိန်သိမ်းထားရမယ်မဟုတ်ရင်ပျက်စီးသွားလိမ့်မယ်လို့ထပ်ပြောလိုက်ပါတယ်ကိုရဲကခေါင်းငိမ့်လိုက်ရုံပါပဲသူ့ရင်ထဲမှာစိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့သူကပိုပြီးမမေးဝန်းခဲ့ပါဘူးသူကအခန်းထဲကိုပြန်သွားပြီးထပ်အိပ်ဖို့ကြိုးစားခဲ့ပါတယ်
ဒီအတောအတွင်းမှာတော့စိုးရိမ်ပူပန်မှုတွေကသူ့ကိုဆက်လက်ခြောက်လန့်နေခဲ့ပါတယ်။အစကတည်းကနိုးနေခဲ့တဲ့တဲတဲကအဲ့ဒီတူတောင်းတဲ့စကားပြောဆိုမှုကိုကြားလိုက်ရပါတယ်။ကိုရဲသူ့ဘေးမှာလဲအိတ်လိုက်တဲ့အခါသူမကသူ့ခင်ပွန်းကိုကြည့်လိုက်ပါတယ်။ကိုရဲတခုခုမမှန်ဘူးလို့ကျွန်တော်ခံစားရတယ်။မိမိကညဘက်မှာခဏခဏချက်ပြုတ်နေတယ်။သူတကယ်တမ်းဘာတွေချက်နေတာလဲ။ကိုရဲကအကြာကြီးတိတ်ဆိတ်နေပြီးနောက်တိုးတိုးလေးပြန်ဖြေလိုက်ပါတယ်။ကျွန်တော်လည်းမသိဘူးတဲတဲဒါပေမဲ့အမျိုးမျိုးမတွေးပါနဲ့ဦး။သူအလုရှာနေတာဖြစ်နိုင်တယ်။ဒါပေမဲ့တဲတဲကမသေးချပါဘူး။သူမရဲ့နိမိတ်ကပိုပြီးခိုင်မာလာခဲ့ပြီးအဲ့ဒီမီးဖိုချောင်ထဲမှာမှောင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားသလိုပါပဲ။ဒီအတောအတွင်းမှာတော့အိမ်ပြင်ဘက်မှာအိမ်မပျော်တဲ့ပတ်မောင်ကအိမ်နောက်ဖေးကိုလမ်းလျှောက်သွားခဲ့ပါတယ်။မီတာနှဲငယ်ကွာကနေသူကဒေါ်မိုးမိုးရဲ့အိမ်ကိုမီးဖိုချောင်ပြတ်တင်းပေါက်ကနေမှိန်ဖြော့တဲ့အလင်းရောင်နဲ့မြင်လိုက်ရပါတယ်။သူကပြင်းထန်တဲ့အနံ့ကိုရှူမိပြီးသူ့အစာအိမ်ကိုရစ်မှုစေခဲ့ပါတယ်။သူ့လက်တွေကတုံရင်နေပြီးသူကကိုတီတိုးပြောလိုက်ပါတယ်။ဒေါ်မိုးမိုးဒီလိုညစ်နှက်မှဘာတွေတကယ်ချက်ပြုတ်နေတာလဲအဲ့ဒီညကအရန်ရှည်လျရတယ်လို့ခံစားရပါတယ်လေတိုက်တဲ့မီးဖိုချောင်ကထူးဆန်းတဲ့အနံ့နဲ့တော့အားသွားနေတဲ့စိုးရိမ်ပူပန်မှုတွေကအဲ့ဒီအိမ်ပတ်ဝန်းကျင်ကလူတိုင်းကိုကောင်းကောင်းမအိပ်စေခဲ့ပါဘူးအပြင်ဘက်ကတိတ်ဆိတ်နေပုံရတဲ့ဒေါ်မိုးမိုးရဲ့အိမ်ကဘဲချိန်မဆိုပောက်ကွဲထွက်ဖို့အသင့်ဖြစ်နေတဲ့မှောင်မိုက်တဲ့လှိုင်းလုံးတွေကိုတကယ်တမ်းဝတ်ထားနေပါတယ်အဲ့ဒီနေ့မှာနေကပုံမှန်အတိုင်းထွက်ပေါ်လာပြီးရွာလေးကိုနှစ်သိမ့်စေတဲ့နှွေးထွေးမှုနဲ့လင်းထိန်စေခဲ့ပါတယ်ဒါပေမဲ့ဒေါ်မိုးမိုးရဲ့အိမ်မှာတော့အဲ့ဒီအေဂျင့်မှုကမိုးကုတ်ဆက်ဝိုင်းကရုပ်ပုံတစ်ခုလိုပါပဲအဲ့ဒီမနက်ခင်းမှာကိုရဲနဲ့တဲတဲတို့ရဲ့ရေမောတန်တွေမရှိတော့ပါဘူးသူတို့ဆိုင်ကိုပြင်ဆင်နေတဲ့ခြေတံတွေမရှိတော့ပါဘူးဖြတ်သွားတဲ့အိမ်နီးနားချင်းတွေကိုဖော်ရစွာနှုတ်ဆက်တာတွေမရှိတော့ပါဘူးအိမ်ကတိတ်ဆိတ်နေပါတယ်အရန်ကိုတိတ်ဆိတ်နေပါတယ်တဲတဲကနေမတက်ခင်ဆိုင်မှာငှပြောသီးကြော်နေတာနဲ့အလုံးမြဓာနေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီမနက်ခင်းမှာတော့သူမရဲ့ဆိုင်ကပိတ်ထားဆဲပါကက်လန့်ကာတွေကဆက်ချိတ်ထားပြီးတကားကတော့ခတ်ထားပါတယ်မုံကြော်ကိုမနက်စာစားလေးရှိတဲ့ပုံမှန်ဖောက်တဲ့အချို့ကမေးခွန်းထုတ်လာကြပါတယ်ဟေးဒီအချိန်ဆိုတဲတဲဆိုင်ကဖွင့်နေကြဘာလို့တိတ်ဆိတ်နေတာလဲလို့ဒေါ်ပူလဲကသူ့သားနဲ့အတူဖြတ်သွားရင်ပြောလိုက်ပါတယ်မသိဘူးသူတို့ဈေးသွားတာဖြစ်နိုင်တယ်လို့ဒေါ်စုံမာကပြန်ဖြေလိုက်ပါတယ်သူမရဲ့မျက်နှာမှာအံ့ဩမှုတွေရှိနေပေမဲ့ပေါ့ဒီအတော်အတွင်းမှာတော့အိမ်ပြတင်းပေါက်နောက်ွယ်ကနေဒေါ်မိုးမိုးကမျက်နှာတီတီနဲ့ထိုင်နေတာကိုတွေ့ရပါတယ်။သူမရဲ့စပင်တွေကိုပုံမှန်အတိုင်းစူးစီးထားပြီးသူမရဲ့မျက်လုံးတွေကမှိုင်းမွဲနေပါတယ်။ဘာမှမဖြစ်ခဲ့သလိုပါပဲ။သူမကမီးဖိုချောင်ထဲကဒဲအိုးကြီးကိုပဲမှွေနေပါတယ်။ရေနွေးငွေတွေကအခန်းကိုပြည့်နှက်နေပါတယ်။နေ့လယ်ဘက်ရောက်လာတာနဲ့အမျှရွာသားတွေရဲ့တန်တရားတွေကပိုပြီးကြီးထွားလာပါတယ်။ကိုရဲကိုလည်းလယ်ကွင်းမှာမတွေ့ရပါဘူး။ပုံမှန်ဆိုမနက်ကလေးကသူအလုပ်လုပ်နေကြပါရက်အနှဲငယ်ကြာကလေးကမကောင်းတဲ့နမိတ်တွဒီကိုခံစားနေရတဲ့ပတ်မောင်ကသူ့ရင်ဘက်ကပိုပြီးကြက်လာတယ်လို့ခံစားရပါတယ်။သူကဒေါ်မိုးမိုးရဲ့အိမ်ကိုရဲရဲဝံ့ဝံ့ချင်းကပ်သွားခဲ့ပါတယ်။အစလာမွားအလိုင်ကွန်းလို့သူကခြံစည်းကိုအပြင်ကနေပေါ်လိုက်ပါတယ်။ဒေါ်မိုးမိုးကပြတင်းပေါက်ကန့်လန့်ကာကိုဖွင့်ပြီးပေါ်လာခဲ့ပါတယ်။ဝါအလိုင်ကွန်းဇလန်ပတ်မောင်ဘာဖြစ်လို့လဲကိုရဲကိုလယ်ကွင်းမှာမတွေ့ရပါဘူး။တဲတဲဆိုင်လည်းပိတ်ထားတယ်သူတို့မြို့သွားတာလားလို့ပတ်မောင်ကသတိထားပြီးမေးလိုက်ပါတယ်။ဒေါ်မိုးမိုးကပါဆက်လေးနဲ့ပြုံးပြလိုက်ပါတယ်။အယုံသွင်းဖို့အရန်ကိုပါလွာတဲ့အပြုံးတစ်ခုပါဟုတ်တယ်သူတို့မင်းညကလေးကမြို့သွားတာတခုခုကိစ္စရှိတယ်လို့ပြောတယ်မသိဘူးရက်အနှဲငယ်ကြာမှပြန်လာမှဖြစ်နိုင်တယ်ပတ်မောင်ကခက်ဖြည်းဖြည်းခေါင်းငိမ့်လိုက်ပါတယ်ဒါပေမဲ့သူ့မျက်လုံးတွေကပြတ်သားနေပါတယ်ကိုရဲကရုတ်တရက်ခွင့်မတောင်းပဲခီးထွက်ခဲ့တယ်ဆိုတာသူသိပါတယ်အထူးသဖြင့်မြို့ကိုပေါ့ဒီအတော်အတွင်းမှာတခုခုကိစ္စရှိရင်ကိုရဲကသူ့ကိုအမြဲတမ်းပြောပြတတ်ပါတယ်ဒါဆိုလဲကောင်းပါပြီမေကျွန်တော်သွားတော့မယ်လို့သူကနောက်ဆုံးမှပြောလိုက်ပါတယ်ဒေါ်မိုးမိုးကဘာမှမပြောတော့ပဲပြတင်းပေါက်ကိုပိတ်လိုက်ပါတယ်အထဲကနေသူမကမီးဖိုချောင်ကိုပြန်သွားခဲ့ပါတယ်ပူနွေးတဲ့ရေနွေးငွေတွေကအခန်းကိုပြည့်နှက်နေပြီးပြင်းထန်တဲ့အနံ့ကပိုပြီးပြင်းထန်လာခဲ့ပါတယ်အဲ့ဒီတဲ့အိုးကြီးထဲမှာတခုခုကပေါ်နေပါတယ်သူမကဟာလာဟင်းလင်းအကြီးနဲ့မှွေလိုက်ပြီးခက်တိုးတိုးတီးတိုးပြောလိုက်ပါတယ်ဘသူမှဒီမြေကိုမလူယူရဘူးဘသူမှမရဘူးညရောက်လာပြီးနောက်တနေ့မှာတဲတဲဆိုင်ကပိတ်ထားဆဲပါကိုရဲရဲ့လေကွင်းကလွတ်နေဆဲပါရွာကစတင်ဆူညံလာခဲ့ပါတယ်နှစ်ရက်လုံးကိုရဲနဲ့တဲတဲတို့ကိုမတွေ့ရပါဘူးသူတို့တကယ်မြို့သွားတာလားလို့ဒေါ်စုံမာကသူ့ခင်ပွန်းကိုပြောလိုက်ပါတယ်မြို့သွားရင်ဘာလို့သတင်းမကြားတာလဲပုံမှန်ဆိုတဲတဲကကျွန်တော်စီစာပိုးတက်တယ်လို့ဒေါ်ပူလဲကစိတ်ပူပန်စွာပြန်ဖြေလိုက်ပါတယ်တီတိုးတန်တွေကနေရအနှံ့အပြားကနေစတင်ကြလာခဲ့ပါတယ်အချို့လူတွေကဒေါ်မိုးမိုးရဲ့အိမ်ကနေထူးဆန်းတဲ့အနံ့တစ်ခုရနေတယ်လို့တောင်ခံစားရပါတယ်အဲ့ဒီအနံ့ကပိုပြီးပြင်းထန်လာပြီးအော်အန်စေပါတယ်ပတ်မောင်ကအဲ့ဒီအိမ်ကိုအဝေးကနေပြန်ကြည့်လိုက်ပါတယ်ညဘက်မှာသူကမီးဖိုချောင်ကနေမှအိမ်ဖြောတဲ့အလင်းရောင်ကိုမြင်လိုက်ရပြီးဒေါ်မိုးမိုးရဲ့ရိတ်ကမရက်မနာချက်ပြုတ်နေတယ်လို့ရွေးကြားနေတာကိုမြင်လိုက်ရပါတယ်သူ့အစာအိမ်ကပြုတ်အံပြီးသူ့ရင်ဘက်ကတုံနေပါတယ်
အဲ့ဒီအိမ်ထဲမှာပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်နေပြီလို့သူတန်တရားဝင်လာခဲ့ပါတယ်ဒါပေမဲ့သူမှာတက်တည်မရှိပါဘူးသူကစိုးရိမ်ပူပန်မှုကိုထိမ့်သိမ်းပြီးစောင့်ဆိုင်ရုံသာလုပ်နိုင်ခဲ့ပါတယ်ဒေါ်မိုးမိုးရဲ့အိမ်ကတိတ်ဆိတ်စွာရက်တည်နေသေးပါဒါပေမဲ့သူမရဲ့တိတ်ဆိတ်မှုနောက်ွယ်မှာမှောင်မိုက်တဲ့လှုပ်ဝက်ချက်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ကိုရဲနဲ့တဲတဲကဘာသတင်းမှမရှိပဲဘာချေရာမှမရှိပဲရိုးရိုးရှင်းရှင်းပျောက်ကွယ်သွားခဲ့ပါတယ်ပြီးတော့အဲ့ဒီရွာလေးကအရင်ကတခါမှမတွေးဘူးတဲ့ကြောက်မက်ဖွယ်ရာတွေကိုပထမဆုံးအကြိမ်ခံစားခဲ့ရပါတယ်ကိုရဲနဲ့တဲတဲတို့ကိုမတွေ့ရတာ2 ရက်ကြာသွားခဲ့ပါတယ်အစပိုင်းမှာတော့ရွာသားတွေကဒေါ်မိုးမိုးရဲ့စကားကိုယုံကြည်နေကြသေးပါသူတို့မျိုးသွားတယ်ဆိုတာကိုပေါ့ဒါပေမဲ့အဲ့ဒီအကြောင်းပြချက်ကပိုပြီးထူးဆန်းလာခဲ့ပါတယ်သတင်းမရှိပါဘူး message မရှိပါဘူးတဲတဲဆိုင်ကတော့လုံလုံချုံချုံတော့ခတ်ထားသေးပါအဲ့ဒီမနက်ခင်းနေမြင့်လာတဲ့အခါဒေါ်ပိုလဲနဲ့ဒေါ်စုံမာတို့ကဒေါ်မိုးမိုးရဲ့အိမ်ရှိကနေဖြစ်သွားခဲ့ကြပါတယ်သူတို့2 ယောက်စလုံးချက်ချင်းနှာခေါင်းပိတ်လိုက်ကြပါတယ်ပြင်းထန်တဲ့အနံ့ကအိမ်ရဲ့မီးဖိုချောင်ကနေထွက်ပေါ်လာပြီးအစာအိမ်ကိုပြုတ်အံစေတဲ့အထိဆူရှနေပါတယ်။အိုးဖျားရည်မေမေဘာချက်နေတာလဲအယမ်းနန္နာပဲလို့ဒေါ်ပူလဲကသူမရဲ့နှာခေါင်းကိုလက်နဲ့ရက်ခတ်ရင်းပြောလိုက်ပါတယ်။နန့်ယုံတင်မဟုတ်ဘူးပလဲပုတ်နေတဲ့အသားကိုအကြာကြီးပြုတ်ထားသလိုပဲလို့ဒေါ်စုံမာကပြန်ဖြေလိုက်ပါတယ်။သူတို့ကစိုးရိမ်တကြီးမျက်နှာတွေနဲ့တယောက်နဲ့တယောက်ကြည့်လိုက်ကြပါတယ်။အရင်ကတီးတိုးတန်တွေလောက်ပဲရှိခဲ့တဲ့တန်တရားတွေကအခုတော့ပိုပြီးထင်ရှားလာခဲ့ပါတယ်။နေ့လယ်ဘက်မှာပတ်မောင်ကဒေါ်မိုးမိုးရဲ့အိမ်ကိုရဲရဲဝံ့ဝံ့ချင်းကပ်သွားခဲ့ပါတယ်။ဝါချန်စီယိုကနေသူကမေမေအစလာမောအလိုင်ကုန်းလို့ခေါ်လိုက်ပါတယ်အဖြေမရှိပါဘူး။မိဖို့ချောင်ကနေမှွေနေတဲ့အတန်ပဲတိုးတိုးလေးကြားနေရပါတယ်။တွေးနှံကပိုပြီးဆူရှလာတာကြောင့်ပတ်မောင်ရဲ့မျက်ခုံးတွေတွန့်ကွေးသွားခဲ့ပါတယ်။သူကပိုပြီးနီးကပ်လာခဲ့ပြီးပြင်းပေါက်ကြားကနေချောင်းကြည့်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီကနေသူကဒေါ်မိုးမိုးကဒဲအိုးကြီးရှိမှရက်နေတာကိုမြင်လိုက်ရပါတယ်။သူမရဲ့ခန္ဓာကိုယ်ကတောင့်တင်းနေပြီးသူမရဲ့မျက်နှာကပြုံးရိပ်မရှိပါဘူးသူမကဖြည်းဖြည်းလေးမွေနေပါတယ်အဲ့ဒါကအရန်အရေးကြီးတဲ့အလုပ်တစ်ခုလိုပါပဲမေမေလို့ပတ်မောင်ကနောက်တစ်ချိန်နည်းနည်းပူကြဲကြဲခေါ်လိုက်ပါတယ်ဒေါ်မိုးမိုးကဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပါတယ်သူမရဲ့အကြည့်ကပြတ်သားနေပြီးသူမရဲ့အပြုံးကပစက်လေးနဲ့ပါအိုးပတ်မောင်ဘာဖြစ်လို့လဲပတ်မောင်ကတရွေးမျိုးချလိုက်ပြီးစိတ်မသက်မသာမှုကိုထိန်းချုပ်လိုက်ပါတယ်ကျွန်တော်ကမေးချင်လို့ပါကိုရဲနဲ့တဲတဲမျိုးမှာဆက်ရှိနေသေးလားရွာသားတွေကစတင်ရှာဖွေနေကြပြီးအိုးဟုတ်တယ်သူတို့အဲ့ဒီမှာဆက်ရှိနေသေးတဲ့တခုခုကိစ္စရှိတယ်လို့ဒေါ်မိုးမိုးကတူတူတုတ်တုတ်ပြန်ဖြေလိုက်ပါတယ်။ဒါဆိုကျွန်တော်သွားတော့မယ်လို့ပတ်မောင်ကအလင်းစလိုပြောလိုက်ပါတယ်။သူ့ရင်ထဲမှာပိုပြီးစိတ်မချမ်းသာပါဘူး။အဲ့ဒီညမှာဒေါ်မိုးမိုးရဲ့အိမ်ကထူးဆန်းတဲ့အနံ့ကပိုပြီးဆိုးရွားလာခဲ့ပါတယ်။လေကအနံ့ကိုတဲဆောင်လာပြီးရွာလန်းတွေထိဆူရှနေပါတယ်။ဖြစ်သွားတဲ့ရွာသားတွေကနှာခေါင်းပိတ်လိုက်ကြပါတယ်။တီတိုပြောသူတွေရှိတယ်လို့စိုးရိမ်ပူပန်သူတွေလည်းရှိပါတယ်။ကျမအဲ့ဒီအနံ့ကိုထပ်ပြီးမခံနိုင်တော့ဘူးလို့ဒေါ်ပူလဲကသူ့ခင်ပွန်းကိုပြောလိုက်ပါတယ်ကျွန်တော်တို့ရွာလူကြီးကိုပြောရမယ်ဒါကမမှန်ဘူးသူမရဲ့ခင်ပွန်းကတွေးဝေစွာခေါင်းငိမ့်လိုက်ပါတယ်ဟင်းချက်စရာနတ်မဲဆိုရင်ငါတို့ကြားဝင်ဆွတ်ဖက်တင်လားဒါပေမဲ့တခုခုတကယ်ရှိနေရင်ဘယ်လိုလုပ်မလဲနောက်ဆုံးတော့ရွာသားအချို့ကပတ်မောင်ရဲ့အိမ်မှာတိတ်တိတ်ဆိတ်ဆိတ်စုဝေးခဲ့ကြပါတယ်သူတို့ကအဲ့ဒီအနံကိုရဲနဲ့တဲတဲတို့ပျောက်ဆုံးသွားခြင်းနဲ့ဒေါ်မိုးမိုးရဲ့ပိုပြီးထူးဆန်းတဲ့အမူအရာတွေအကြောင်းဆွေးနွေးခဲ့ကြပါတယ်တခုခုဝတ်ထားတာတေချာတယ်လို့ပတ်မောင်ကလေးနက်တဲ့အတန်နဲ့ပြောလိုက်ပါတယ်သူမရဲ့အိမ်နောက်မှာထူးဆန်းတဲ့အရာနှစ်ခုကိုကျွန်တော်2 ကြိမ်မြင်ခဲ့တယ်ပထမတစ်ခုကစွန့်ပစ်ထားတဲ့အယိုးကြီးဒုတိယတစ်ခုကရေဆိုးမြောင်းထဲကိုစီးဆင်းနေတဲ့အနီရောင်အရည်တွေရွာသားတွေတိတ်ဆိတ်သွားခဲ့ပါတယ်သူတို့ရဲ့မျက်နှာတွေကဖြူဖြော့နေပါတယ်ကြောက်မက်ဖွယ်ရာမှန်းဆချက်ကိုဘယ်သူမှမပြောဝန်းကြပါဘူးဒါပေမဲ့ကြောက်မက်ဖွယ်ရာပုံရိပ်တွေကသူတို့ရဲ့ခေါင်းထဲမှာတယောက်ချင်းစီပြည့်နေနေပါတယ်ဒီအတော်အတွင်းမှာတော့သူမရဲ့အိမ်ထဲမှာဒေါ်မိုးမိုးကတစ်သားထိုင်ကုန်မှာထိုင်ပြီးရေနွေးငွေတွေထွက်နေတဲ့တဲအိုးကိုကြည့်နေပါတယ်သူမရဲ့လက်တွေကတုံရင်နေပေမဲ့သူမရဲ့မျက်နှာကအေးဆက်နေသေးပါသူမကကွယ်လွန်သွားပြီဖြစ်တဲ့သူခင်ပွန်းနဲ့စကားပြောနေတယ်လို့ခတ်တိုးတိုးတီးတိုးပြောလိုက်ပါတယ်ဟေးသူတို့မင်းမြေကိုရောက်မှမဟုတ်ဘူးဒီအမွေနစ်ကိုဘသူမှငါစီကမလူယူနိုင်အောင်ငါတေချာအောင်လုပ်ခဲ့တယ်ဒဲအိုးကနေထွက်လာတဲ့ပူနွေးတဲ့ရေနွေးငွေတွေကလေထဲမှာဆက်ကခုန်နေပါတယ်တွေးနှံကပိုပြီးပြင်းထန်လာပြီးပိုပြီးဆူရှလာတာကြောင့်အဲ့ဒီညကတိတ်ဆိတ်တော့ဘူးရွာတစ်ခုလုံးကိုမကောင်းတဲ့နိမိတ်တွေကဖမ်းဆုပ်ထားခဲ့ပါတယ်ရွာကပိုပြီးစူညံလာခဲ့ပါတယ်ကိုရဲနဲ့တဲတဲတို့ကိုဘယ်မှမတွေ့ရတော့တာ3 ရက်ရှိပါပြီမုတ်ကျော်ဆိုင်ကတောက်ခတ်ထားဆဲပါလက်ကွင်းကလွတ်နေပြီးဒေါ်မိုးမိုးရဲ့အိမ်ကထွက်လာတဲ့သွေးနှံကပိုပြီးတီးမခံနိုင်အောင်ဖြစ်လာခဲ့ပါတယ်ရွာသားတွေကကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ကြပေမဲ့တီးတိုးတန်တွေကအခုတော့ကြောက်မက်ဖွယ်ရာလေတံတွေဖြစ်လာခဲ့ပါပြီမြို့သွားတာပဲဆိုရင်ဘာလို့ဒီလောက်ကြာနေတာလဲလို့ဒေါ်စုံမာကစိုးရင်ပူပန်တဲ့မျက်နှာနဲ့မေးလိုက်ပါတယ်ကျမလည်းစိတ်ရှုပ်နေပါတယ်စုံမာအဲ့ဒီအိမ်ကထွက်လာတဲ့အနံ့ကအစတက်ဖေယူလဲကျမတောင်စားလို့မရဘူးလို့ဒေါ်ပူလဲကသူမရဲ့နှာခေါင်းကို
အဝိစနဲ့ပိတ်ရင်းပြန်ဖြေလိုက်ပါတယ်အစကတည်းကတခုခုထူးဆန်းနေတယ်လို့ခံစားခဲ့ရတဲ့ပတ်မောင်ကနောက်ဆုံးမှာတော့ငြိမ်သက်စွာမနေနိုင်တော့ပါဘူးအဲ့ဒီညမှာသူကရွာလူကြီးအိမ်တကားကိုခောက်ခဲ့ပါတယ်အကြာကြီးပြောပြပြီးတဲ့နောက်မှာတော့သူကဒီကိစ္စကိုရဲကိုတိုင်ကြားဖို့ဖိအားပေးခဲ့ပါတယ်ငါတို့ငြိမ်နေရင်အခြားလူတစ်ယောက်ရဲ့အသက်ဆုံးရှုံးသွားနိုင်တယ်လို့ပတ်မောင်ကတုံ့ရင်နေတဲ့အတန်နဲ့ခိုင်မာစွာပြခေါ်လိုက်ပါတယ်နောက်တနေ့မနက်ခင်းမှာရဲနှစ်ဦးရွာကိုရောက်လာခဲ့ပါတယ်စူးစမ်းလိုစိတ်ရှိတဲ့ရွာသားတွေကအဝေးကနေရက်ကြည့်နေပြီးရဲတွေကဒေါ်မိုးမိုးရဲ့အိမ်စီကိုသွားနေတာကိုစောင့်ကြည့်နေခဲ့ပါတယ်အခြေအနေကကြောက်စရာကောင်းပြီးလေတုကလေးလံနေပါတယ်ရဲတွေကတကားခောက်လိုက်ပါတယ်မေမေကျွန်တော်တို့ရဲတွေပါခဏလောက်စကားပြောလို့ရမလားဒေါ်မိုးမိုးကမျက်နှာတီတီနဲ့ပေါ်လာခဲ့ပါတယ်သူမရဲ့သပင်တွေကိုစနစ်တကျစူးစီးထားဆဲပါဒါပေမဲ့သူမရဲ့မျက်လုံးတွေကမှိုင်းမွဲနေပါတယ်ဘာဖြစ်လို့လဲမေမေကျွန်တော်တို့ရွာသားတွေရဲ့သတင်းပို့ချက်ကိုရခဲ့တယ်မေမေသားနဲ့ချွေးမတို့မမြင်ရတာရက်အနှဲငယ်ရှိပြီလို့သိရတယ်သူတို့ဘယ်ရောက်နေလဲသိလို့ရမလားလို့ရဲတအူးကရင်ကျေးစွာမေးလိုက်ပါတယ်အိုးကိုရဲနဲ့တဲသူတို့မြို့သွားတာတခုခုကိစ္စရှိတယ်ရက်အနှဲငယ်ကြာရင်ပြန်လာမှဖြစ်နိုင်တယ်လို့ဒေါ်မိုးမိုးကမတွေဝေပဲပြန်ဖြေလိုက်ပါတယ်ရဲတွေကတယောက်နဲ့တယောက်ကြည့်လိုက်ကြပါတယ်ဒါဆိုကျွန်တော်တို့ခဏလောက်ဝင်ကြည့်လို့ရမလားတေးချအောင်လှုပ်ချင်လို့ပါဒေါ်မိုးမိုးရဲ့မျက်နှာကစက္ကန့်ပိုင်းလေးတင်းမာသွားခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူမကပါဆက်လေးနဲ့ပြုံးပြလိုက်ပါတယ်ကြွပါတကားဖွင့်လိုက်တာနဲ့ပြင်းထန်တဲ့အနံ့ကရဲတွေရဲ့နှာခေါင်းကိုချက်ချင်းလာရိုက်ခတ်ခဲ့ပါတယ်သူတို့တဲကတယောက်ကချက်ချင်းနှာခေါင်းပိတ်လိုက်ပါတယ်မိဖို့ချောင်ကနေတဲအိုးမွေတဲ့အတန်ကြားရပါတယ်အဲ့ဒီအတန်ကကြက်တိမွေးညင်းတွေကိုထောင်စေပါတယ်သူတို့ကဂယုတစိုက်လှမ်းသွားခဲ့ကြပါတယ်မိဖို့ချောင်ထဲမှာတဲအိုးကြီးကမိဖို့ပေါ်မှာရေနွေးငွေတွေထွက်နေပါတယ်ရေနွေးငွေတွေကထူထဲပြီးအနံ့ကဆူရှနေပါတယ်ရဲတအူးကတဲအိုးဖုံးကိုဖွင့်ဖို့ချင်းကပ်သွားခဲ့ပါတယ်ဒါပေမဲ့ဒေါ်မိုးမိုးကအမြန်စကားပြောလိုက်ပါတယ်ဒါကအယိုးဟင်းချိုလေးပဲကျမစုဆောင်းဖို့အများကြီးချက်တက်တယ်လို့သူမကအမြန်ပြောလိုက်ပါတယ်ရဲကသူမကိုပြတ်သားစွာစိုက်ကြည့်လိုက်ပါတယ်ကျွန်တော်တို့ကစစ်ဆေးရပါဦးမယ်မေမေဒေါ်မိုးမိုးရဲ့လက်တွေကတုံရီနေပေမဲ့သူမကတားမြစ်ခြင်းမရှိပါဘူးဖြည်းဖြည်းချင်းရဲကတဲအိုးဖုံးကိုဖွင့်လိုက်ပါတယ်ပူနွေးတဲ့ရေနွေးငွေတွေထွက်လာပြီးအခန်းကိုပြည့်နှက်သွားခဲ့ပါတယ်ချက်ချင်းပဲသူတို့ရဲ့မျက်နှာတွေကဖြူဖြော့သွားခဲ့ပါတယ်ရွှန်စည်းရောင်အရည်ထဲမှာအသားတွေအပြည့်အဝမကျွတ်သေးတဲ့ကြီးမားတဲ့အယိုးအပိုင်းစတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်ရဲတအူးကပါဆက်ပိတ်လိုက်ပြီးအော်အန်တော့မလို့ဖြစ်သွားခဲ့ပါတယ်အစတက်ဖေးယူလန်ဒါကတရိษံအယိုးမဟုတ်ဘူးမိဖို့ချောင်းပြင်ဘက်ကနေချောင်းကြည့်နေတဲ့ပတ်မောင်ကမျက်လုံးပြူးသွားခဲ့ပါတယ်တဲအိုးတဲကအရာတွေကိုမတော်တဆမြင်လိုက်ရတဲ့ရွာသားတွေစီကနေတိုးတိုးလေးအော်တန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဒေါ်မိုးမိုးကတော့ငြိမ်သက်စွာရက်နေသေးပါသူမရဲ့မျက်နှာမှာဘာအမူအရာမှမရှိပါဘူး။အဲ့ဒါတွေအားလုံးကပြဿနာမရှိသလိုပါပဲ။ဒေါ်မိုးမိုးကျွန်တော်တို့မေမေကိုနောက်ထပ်စစ်ဆေးမေးမြန်းဖို့ရဲစခန်းကိုခေါ်သွားရပါမယ်လို့ရဲတအူးကသူမရဲ့အတန်ကတုံရင်နေပေမဲ့ professional ဆန်အောင်ပြောဖို့ကြိုးစားခဲ့ပါတယ်။ဒေါ်မိုးမိုးကခတ်တိုးတိုးတက်ပြင်းချလိုက်ပြီးတစ်သားထိုင်ကုန်မှာထိုင်လိုက်ပါတယ်။သူမရဲ့လက်တွေကသူမရဲ့ထပီးစားကိုစုပ်ကင်ထားပါတယ်သူတို့ထွက်သွားရင်ကျမပဲတိမ်မာဒါကြောင့်သူတို့အရင်ထွက်သွားပါစေအဲ့ဒီစကားတွေကအခန်းကိုပိုးပြီးအေးခဲစေခဲ့ပါတယ်ရဲတွေကချက်ချင်းဒေါ်မိုးမိုးရဲ့လက်တွေကိုလက်ထိတ်ခတ်လိုက်ပါတယ်သူမကမခုခံပါဘူးပါဆက်လေးနဲ့ပဲပြုံးပြလိုက်ပါတယ်အိမ်အပြင်ဘက်မှာရွာသားတွေစုဝေးနေကြပါပြီဒေါ်မိုးမိုးကိုအပြင်ကိုခေါ်ထုတ်လာတာကိုမြင်လိုက်ရတဲ့အခါအခြေအနေကချက်ချင်းဆူညံလာခဲ့ပါတယ်အော်ဟစ်သူတွေရှိသလိုငိုကြွေးသူတွေလည်းရှိပါတယ်တချို့ကတော့မြင်လိုက်ရတဲ့အရာကိုမယုံကြည်နိုင်ပဲတောင့်တင်းစွာရက်နေကြပါတယ်ပတ်မောင်ကသူ့မျက်နှာကိုလက်နဲ့ပိတ်လိုက်ပါတယ်သူ့ရင်ထဲမှာပျက်စီးသွားခဲ့ပါပြီကိုရဲတဲမင်းတို့ဒီလိုသေးဖို့မထိုက်တန်ဘူးလို့သူကတိုးတိုးလေးတီးတိုးပြောလိုက်ပါတယ်အဲ့ဒီညမှာပုံမှန်တိတ်ဆိတ်နေတတ်တဲ့ရွာကအာယုံဆိုင်ရနေရဖြစ်လာခဲ့ပါတယ်အိမ်မီးတွေကညစ်တဲ့အထိလင်းနေသေးပါဒါပေမဲ့ဘသူမှအိတ်မပျော်ခဲ့ပါဘူးလူတိုင်းကအဲ့ဒီအနံ့ကိုအဲ့ဒီတဲ့အိုးကိုနဲ့ကိုသားသမီးကိုကိုယ်တိုင်တက်ဖြတ်ခဲ့တဲ့မိခင်တဦးရဲ့အေးဆက်တဲ့မျက်နှာကိုပဲမှတ်မိနေကြပါတယ်ရဲစခန်းကစစ်ဆေးခန်းကအဲ့ဒီညမှာအေးဆက်နေပါတယ်မျက်နှာချက်ပေါ်မှာပန်ကာကဖြည်းဖြည်းချင်းလဲပတ်နေပေမဲ့ပါဒေါ်မိုးမိုးကတန်ထိုင်ကုန်မှာထိုင်နေပါတယ်သူမရဲ့လက်တွေကလက်ထိတ်ခတ်ထားဆဲပါသူမရဲ့မျက်နှာကငြိမ်သက်နေပါတယ်လူခန္ဓာကိုယ်အပိုင်းအစတွေကိုပြုတ်နေတာတွေ့ရတဲ့အမျိုးသမီးတဦးအတွက်အယမ်းကိုငြိမ်သက်နေပါတယ်ရဲနှစ်ဦးကသူမရှိမှထိုင်နေပါတယ်သူတို့တဲကတဦးကဖြစ်စဉ်နေရာကနေရိုက်ယူထားတဲ့ဓာတ်ပုံတွေပါတဲ့ဖိုင်တွဲကိုဖွင့်လိုက်ပါတယ်ဒေါ်မိုးမိုးကျွန်တော်တို့မေမေစီကနေတိုက်ရိုက်ကြားခြင်းနဲ့အဲ့ဒီတဲ့အိုးထဲမှာရှိတာတွေကကိုရဲနဲ့တဲရဲ့ခန္ဓာကိုယ်တွေမှန်သလားဒေါ်မိုးမိုးကတပ်ပုံကိုခဏတာကြည့်လိုက်ပြီးနောက်
အကြည့်လွဲလိုက်ပါတယ်အဲ့ဒါသူတို့ပဲလို့သူမကပစ္စည်းတစ်ခုအကြောင်းပြောနေတယ်လို့ပြုံးရင်းမရှိပဲပြန်ဖြေလိုက်ပါတယ်သူမဘေးကရဲကတုံးလှုပ်သွားခဲ့ပါတယ်ဘာလို့မေမေဒီလိုလုပ်ရက်တာလဲသူတို့ကမေမေသားနဲ့ချွေးမကိုယ်တိုင်ပဲဒေါ်မိုးမိုးကခတူတိုးတက်ပြင်းချလိုက်ပြီးနောက်ခေါင်းငုံလိုက်ပါတယ်သူတို့ကမြေယာကိုရောင်းချင်တယ်ကျမခင်မွန်းကျမတို့ဘိုးဘွားမိဘတွေစီကနေအမွေရခဲ့တဲ့မြေယာအဲ့ဒီမြေကိုရောင်းလိုက်ရင်ကျမမှာဘာမှမရှိတော့ဘူးအဲ့ဒီမြေမရှိရင်ကျမမနေနိုင်ဘူးဒါကြောင့်သူတို့မရောင်းရအောင်ကျမတေချာအောင်လုပ်ခဲ့တာအဲ့ဒီစကားတွေကအခန်းကိုတုံလှုပ်စေခဲ့ပါတယ်မှတ်တမ်းတင်နေတဲ့ရဲကသူ့မှတ်တမ်းကိုလက်လွတ်တော့မလို့ဖြစ်သွားခဲ့ပါတယ်ဒါဆိုမေမေရဲ့ရည်ရွယ်ချက်ကအမွေကြောင့်လားလို့စုံစမ်းစစ်ဆေးရေးမှုကအတန်ဝင်နေတဲ့အတန်နဲ့မေးလိုက်ပါတယ်ဒေါ်မိုးမိုးကမျက်နှာကိုမောလိုက်ပြီးသူမရဲ့မျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်နေပေမဲ့သူမရဲ့နှာခမ်းဖျားမှာပါဆက်လေးနဲ့အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်ခမည်းတော်နားမလည်ဘူးအဲ့ဒီမြေကမြေယာတက်တက်မဟုတ်ဘူးအဲ့ဒါကမိသားစုရဲ့ဂုဏ်သိက္ခာသူတို့မျိုးသွားပြီးရောင်းလိုက်ရင်ကျမကဖြည်းဖြည်းချင်းတည်မှကျမတယောက်တည်းတည်ချင်တာမဟုတ်ဘူးခဏတာတိတ်ဆိတ်သွားခဲ့ပါတယ်ပန်ကာရဲ့တကြီးကြီးမြည်တမ်းပဲကြားရပါတယ်စစ်ဆေးခန်းအပြင်ဘက်မှာပတ်မောင်ကစိုးရိမ်ပူပန်စွာထိုင်နေပါတယ်သူ့ကိုရဲတွေကတပ်တေအဖြစ်ခေါ်ထားတာပါကိုရဲနဲ့တဲတဲတို့ပျောက်ဆုံးသွားခြင်းကိုပထမဆုံးတန်တရားဝင်ခဲ့သူပါတကားနောက်ွယ်ကနေဒေါ်မိုးမိုးရဲ့ထွက်ဆိုချက်အချို့ကိုကြားလိုက်ရတဲ့အခါသူ့မျက်ရည်တွေကျဆင်းလာခဲ့ပါတယ်အစတဖေရူလန်ဘလို့လို့ဒီလိုလုပ်ရက်တာလဲလို့သူကတီးတိုးပြောလိုက်ပါတယ်ဒီအတော်အတွင်းမှာတော့ရွာထဲမှာဒေါ်မိုးမိုးဖမ်းဆီးခံရတဲ့သတင်းကအမြန်ပြန့်နှံ့သွားခဲ့ပါတယ်ဒေါ်ပလဲနဲ့ဒေါ်စုံမာတို့ကအိမ်လီကားထစ်မှာပါဆက်ကိုလက်နဲ့ပိတ်ပြီးထိုင်နေကြပါတယ်အခုထိထိတ်လက်နေသေးပါဒါဆိုမှန်တာပေါ့အဲ့ဒီအနံကကိုရဲနဲ့တဲတဲရဲ့ခန္ဓာကိုယ်ကလာတာလို့ဒေါ်ပူလဲကတိုးတိုးလေးပြောလိုက်ပါတယ်အမေတယောက်ကကိုသားကိုကိုယ်တိုင်ချက်ပြုတ်ရဲတယ်ဆိုတာကျမအခုထိနားမလည်နိုင်ဘူးကဘာကြီးကယူသွတ်နေပြီလို့ဒေါ်စုံမာကသူမရဲ့မျက်ရည်ဆူနေတဲ့မျက်လုံးတွေကိုပုတ်တက်ရင်းပြန်ဖြေလိုက်ပါတယ်နောက်တနေ့မနက်ခင်းမှာရဲတွေကဒေါ်မိုးမိုးကိုသူမရဲ့အိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်ပြန်လဲစစ်ဆေးဖို့ပါရွာသားတွေစုဝေးနေကြပြီးအချို့ကမျက်နှာပိတ်ထားကြပါတယ်အချို့ကငိုကြွေးနေကြပါတယ်အချို့ကတော့တောင့်တင်းစွာရက်နေကြပါတယ်မိဖို့ချောင်းမှာကြံနေသေးတဲ့ဒဲအိုးကြီးကအဓိကသက်သေခံပစ္စည်းဖြစ်လာခဲ့ပါတယ်ရဲတွေကဒေါ်မိုးမိုးဘလို့အစိတ်ပြင်ဆင်ခဲ့တဲ့ကိုရဲနဲ့တဲတဲတို့အတွက်နောက်ဆုံးညစာကိုဘလို့ကြွေးခဲ့တယ်ပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်တွေကိုအေးဆက်စွာဘလို့ခွဲချမ်းစိတ်ဖြာခဲ့တယ်ဆိုတာကိုပြသခဲ့ပါတယ်ဒေါ်မိုးမိုးကပြန်လဲစစ်ဆေးနေစဉ်ခေါင်းငုံနေခဲ့ပါတယ်တခါတရံသူမကတိုးတိုးလေးတီတိုးပြောလိုက်ပါတယ်ဒီမြေကိုပဲကျမထိမ့်သိမ်းချင်တာရွာသားတွေကပိုးပြီးဒေါသထွက်လာခဲ့ပါတယ်အော်ဟစ်သူတွေရှိသလိုဒေါ်မိုးမိုးကိုကြောက်ခဲနဲ့ပြစ်တော့မလို့လှုပ်သူတွေလည်းရှိပါတယ်ဒါပေမဲ့ရဲတွေကချက်ချင်းထိမ့်သိမ်းလိုက်ပါတယ်အဲ့ဒီစုမြန်တဲ့အခြေအနေကရွာကိုပိုပြီးမှောင်မိုက်စေခဲ့ပါတယ်ပတ်မောင်ကလူအုပ်ကြားမှာရက်နေပါတယ်သူ့မျက်နှာမှာဝမ်းနည်းမှုတွေပြည့်ပါပဲသူကဒဲအိုးကြီးကိုဟာလာဟင်းလင်းအကြီးနဲ့ကြည့်နေပါတယ်သူ့ကောင်းထဲမှာကိုရဲနဲ့တဲတဲတို့ရဲ့ရေမောတန်တွေပဲ့တင်ထက်နေသေးပါသူတို့ထွက်တက်သွားပြီးမြေကိုရောင်းလိုက်ရင်ကျမပဲတေးမှာဒါကြောင့်သူတို့အရင်ထွက်သွားပါစေအဲ့ဒီညကဒေါ်မိုးမိုးရဲ့စကားတွေကဆွဲမြဲနေသေးပါအဲ့ဒီဝါကြကရဲတွေကိုထိုးဖောက်ယုံတင်မဟုတ်ပါဘူးရွာတစ်ခုလုံးရဲ့ရင်ကိုပါတုံလှုပ်စေခဲ့ပါတယ်ညဘက်မှာအရာအလုံးပြီးသွားပြီးတဲ့နောက်ပတ်မောင်ကသူ့အိမ်လေးကားထစ်မှာတယောက်တည်းထိုင်နေပါတယ်သူကကြင်မရှိတဲ့မှောင်မိုက်တဲ့ကောင်းကင်ကိုကြည့်နေပါတယ်ကိုရဲတဲတဲမင်းတို့ကအမွေနှစ်အပေါ်မျက်စိကန်းနဲ့အမေတူရဲ့ချစ်ချင်းမြတ်တာရဲ့တားကောင်တွေဖြစ်ခဲ့ရပြီးအလဲရှင်မြတက်ကမင်းတို့နှစ်ယောက်အတွက်အကောင်းဆုံးနေရာပေးပါစေရွာကအခုတော့အရင်ကလိုမဟုတ်တော့ပါဘူးအဲ့ဒီဟင်းနန်းကပျောက်ကွယ်သွားခဲ့ပေမဲ့သူမရဲ့ပုံရိပ်ကလူတိုင်းရဲ့မှတ်ဉာဏ်ထဲမှာကြန့်ရှိနေသေးပါဒေါ်မိုးမိုးဖမ်းဆီးခံရတဲ့ညကလေးကရွာကဘယ်တော့မှအတူတူမရှိတော့ပါဘူးကလေးတွေကစားနေတဲ့အတန်တွေနဲ့ပြည့်နှက်နေတတ်တဲ့လမ်းငယ်လေးကအခုတော့တိတ်ဆိတ်နေပါတယ်ရွာသားတွေကညရောက်တိုင်းအိမ်ထဲကိုအမြန်ဝင်ဖို့ရွေးချယ်ခဲ့ကြပါတယ်အမောင်ထုကသူတို့ကြားမှာရှိနေသေးလို့ပါပဲအရင်ကမနက်တိုင်းဖောက်တယ်တွေနဲ့စီကားနေတတ်တဲ့တဲတဲဆိုင်ကအခုတော့လုံလုံခြုံခြုံတော့ခတ်ထားသေးပါသူမရဲ့ကက်လန်ကာတွေကဖုန်တက်နေပြီးတစ်သားပြင်တွေကမှိုင်းမွဲနေတာကြောင့်ဖိနှိပ်မှုတွေနဲ့ပြည့်နှက်နေတဲ့တိတ်ဆိတ်မှုကိုခြံထားရစ်ခဲ့ပါတယ်။ရွာသားတွေအဲ့ဒီဆိုင်သားကဖျက်သွားလိုက်တိုင်းသူတို့ကတယောက်နဲ့တယောက်ကြည့်ပြီးခတ်တိုးတိုးတက်ပြင်းချကပိုပြီးမြန်လန်းလျှောက်တက်ကြပါတယ်။ကိုရဲနဲ့အရင်နှီးဆုံးဖြစ်ခဲ့တဲ့ပတ်မောင်ကအခုတော့ပိုပြီးအသက်ကြီးပုံရပါတယ်။သူမရဲ့စပင်တွေကပိုပြီးဖြူလာပြီးသူမရဲ့မျက်နှာမှာမှိုင်းမွဲတဲ့အရေးအကြောင်းတွေပြည့်နေပါတယ်။ညနေပိုင်းတိုင်းသူကလေကွင်းကိုတယောက်သေးလမ်းလျှောက်သွားပြီးကိုရဲနဲ့အတူအမြဲလှုပ်လေးရှိတဲ့လေကွင်းကိုဟာလာဟင်းလင်းကြည့်ရင်လေယာဘေးမှာထိုင်နေတတ်ပါတယ်မင်းရှိနေသေးရင်ကိုရဲငါတို့ဒီမှာဆန်းနောက်နေကြမှာပဲလို့သူကတိုးတိုးလေးတီးတိုးပြောလိုက်ပြီးမျက်ရည်တွေကိုထိန်းချုပ်ရင်းအတန်ကတုံရီနေပါတယ်အခြားတစ်ဖက်မှာတော့ဒေါ်ပူလဲနဲ့ဒေါ်စုံမာတို့က
အဲ့ဒီဖြစ်ရဲ့အကြောင်းကိုမကြာခဏပြောဆိုနေကြဆဲပါဒါပေမဲ့ဒီတစ်ချိန်မှာတော့ကောလာဟလတန်မဟုတ်ပဲကြောက်ရွံ့မှုအပြည့်နဲ့ပါအမေတယောက်ကဒီလိုလုပ်ရက်တယ်ဆိုတာဘလို့ဖြစ်နိုင်လဲလို့ဒေါ်ပူလဲကမျက်ရည်တွေနဲ့မေးလိုက်ပါတယ်ကျမအခုထိနားမလည်နိုင်ဘူးဟင်းနှံရလိုက်တိုင်းကျမချက်ချင်းအော့အန်နဲ့ဒေါ်မိုမိုအိမ်မှာမြင်ခဲ့ရတာတွေကိုကျမမှတ်မိတယ်လို့ဒေါ်စုံမာကသူမရဲ့မျက်ရည်ဆူနေတဲ့မျက်လုံးတွေကိုပုတ်တက်ရင်းပြန်ဖြေလိုက်ပါတယ်ရွာကညတွေကပိုပြီးလေးလံလာခဲ့ပါတယ်လူတွေကအခုတော့ရဲစည်းရိုးခတ်ထားတဲ့ဒေါ်မိုမိုအိမ်ကိုမချင်းကပ်ဝန်းတော့ပါဘူးဒဲအိုးကြီးကိုတွေ့ခဲ့ရတဲ့မိဖို့ချောင်ကကြောက်မက်ဖွယ်ရာတွေကိုဝှက်ထားတယ်လို့ဖြစ်ပြီးဘသူမဆိုအဲ့ဒီရှိကဖျက်သွားရမှာကိုမလိုလားတော့ပါဘူးမြို့မှာတော့ဒေါ်မိုမိုရဲ့တရားစီရင်ရေးလုပ်ငန်းစဉ်တွေစတင်ခဲ့ပါတယ်ရဲတွေကသူမကိုနေတိုင်းထိမ့်သိမ်းစစ်ဆေးခဲ့ပါတယ်အဲ့ဒီအမှုအကြောင်းသတင်းတွေကအမျိုးသားမီဒီယာတွေထိပြန့်နှံ့သွားခဲ့ပါတယ်ကြောက်မက်ဖွယ်ရာခေါင်းစည်းတွေက TV ဖန်သားပြင်တွေပေါ်မှာပေါ်လာခဲ့ပါတဲမြန်မာပြည်ကအမေတဦးကသူ့သားကိုဟင်းချိုလုပ်ပြီးချက်ပြုတ်ရွာသားတွေရှက်ယုံကြတယ်လို့ကြောက်ရွံ့ကြပါတယ်သူတို့ရဲ့နေရာနာမည်ကအခုတော့အကြောက်စရာအကောင်းဆုံးဖြစ်ဆိုးနေရအဖြစ်အမှတ်သားခံခဲ့ရပါပြီရွာအပြင်ဘက်ကလူတွေကဒေါ်မိုမိုရဲ့အိမ်ကိုလာရောက်ကြည့်ရှုကြတာကြောင့်ရွာသားတွေကပိုပြီးဖိအားခံစားရပါတယ်ပတ်မောင်ကိုသတင်းထောက်တွေမကြာခဏလာရောက်တွေ့ဆုံကြပေမဲ့သူကအများအားဖြင့်တိတ်ဆိတ်နေတတ်ပါတယ်ကျွန်တော်နာမည်ကြီးကျင်တာမဟုတ်ဘူးကျွန်တော်ကိုရဲနဲ့တဲတဲတို့အတွက်တရားမျှတမှုလိုချင်ုံတက်တက်ပါလို့သူကတိုးတိုးတုတ်တုတ်ပြောလိုက်ပြီးနောက်အိမ်တကားကိုပိတ်လိုက်ပါတယ်ရက်တွေကလေးလံနေပါတယ်မိုးရွာတိုင်းမြေဆိုးနှံ့ကရွာသားတွေကိုဒေါ်မိုမိုအိမ်ကထွက်လာတဲ့အနံ့တွေပြန့်နှံ့နေတဲ့ညတွေကိုတတိယစီပါတယ်ရွာကကလေးတွေတောင်အိမ်မက်ဆိုးတွေကနေမကြာခဏနိုးလာပြီးကြောက်လန့်တကြားအော်ဟစ်တက်ကြပါတယ်ဒါပေမဲ့အဲ့ဓာတွေအားလုံးနောက်ွယ်မှာတော့ပိုပြီးနှက်ဆိုင်တဲ့ဒဏ်ရာတစ်ခုနာကျင်မှုတစ်ခုရှိနေပါသေးတယ်ရွာသားအများပြားကတဲလွန်စတွေကိုပိုပြီးစောစီးစွာမတိခဲ့ရတာကိုနောက်တရနေကြပါတယ်ကျွန်တော်တို့အားလုံးတစ်ခုခုထူးဆန်းနေတယ်ဆိုတာသိတယ်ကျွန်တော်တို့အနှံ့ရတယ်ကျွန်တော်တို့ဆိုင်ပိတ်ထားတာကိုမြင်တယ်ဒါပေမဲ့ကျွန်တော်တို့အကြာကြီးတိတ်ဆိတ်နေခဲ့တယ်လို့ဒေါ်စုံမာကတညနေခင်းသူ့အိမ်နီးနားချအင်းနဲ့စကားပြောရင်းပြောလိုက်ပါတယ်ဒေါ်ပူလဲကခေါင်းငုံလိုက်ပြီးသူမရဲ့မျက်ရည်တွေကျဆင်းလာခဲ့ပါတယ်ကျွန်တော်တို့ပိုပြီးစောစီးစွာတိုင်ကြားခဲ့မယ်ဆိုရင်ကိုရဲနဲ့တဲတဲတို့အသက်ရှင်နေနိုင်သေးတယ်ဒီအတော်အတွင်းမှာတော့ထောင်ဒဏ်ကြခံနေရတဲ့ဒေါ်မိုးမိုးကငြိမ်သက်နေသေးပါသူမကဘယ်တော့မှမငိုကြွေးခဲ့ပါဘူးဘယ်တော့မှမခုခံပါဘူးဘယ်ချိန်မေးသူမရဲ့အဖြေကအမြဲတမ်းအတူတူပါပဲသူတို့မြေယာကိုရောင်းချင်တယ်အဲ့ဒါဖြစ်ဖို့ကျမခွင့်မပြုနိုင်ဘူးအဲ့ဒီစကားတွေကအခုတော့ကြားရသူတိုင်းကိုခြောက်လန့်နေပါပြီရက်တွေကုံဆုံးလာခဲ့ပေမဲ့ရွာကဒဏ်ရာကဘယ်တော့မှမပြောက်ကင်းခဲ့ပါဘူးဒေါ်မိုးမိုးရဲ့အိမ်ကလွတ်နေသေးပါတဲတဲဆိုင်ကတောက်ခတ်ထားဆဲဖြစ်ပြီးကိုရဲရဲ့လက်ကွင်းကပြစ်ပယ်ထားဆဲပါအားလုံးကအမွေနှစ်အပေါ်မြတစီကန်းနဲ့ချစ်ချင်းမြတ်တာကအဖြစ်ဆိုးတစ်ခုအဖြစ်ဘလို့ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ခါတီးတဲ့အမှတ်ရစရာတွေဖြစ်လာခဲ့ပါတယ်ပတ်မောင်ကပင်မနွမ်းနေပြီးရင်ခွဲနာကျနေပေမဲ့ရွာသားတွေကိုနှစ်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်ကျွန်တော်တို့အမြဲတမ်းကြောက်ရွံ့မှုနဲ့နေထိုင်လို့မရဘူးကိုရဲနဲ့တဲတဲတို့ကကျွန်တော်တို့ငိုကြွေးနေုံနဲ့အေးချမ်းမှာမဟုတ်ဘူးခက်ခဲနေရင်တောင်ကျွန်တော်တို့ဆက်ပြီးအသက်ရှင်ရမယ်ဒါပေမဲ့သူမရဲ့စကားတွေနောက်ွယ်မှာတော့သူမရဲ့ရင်ထဲမှာဒဏ်ရာတွေပြည့်နေနေသေးပါအဲ့ဒီဒဏ်ရာကဘယ်တော့မှတကယ်တမ်းပျောက်ကင်းမှာမဟုတ်ဘူးဆိုတာသူသိပါတယ်ရွာကအမြဲတမ်းအရာတစ်ခုကိုအမှတ်ရနေပါလိမ့်မယ်ဆူရှာတဲ့ဟင်းနဲ့မိဖို့ကြောင့်တဲ့ကဒဲအိုးကြီးနဲ့မြေယာတစ်ကွက်အတွက်ကိုသားသမီးကိုကိုယ်တိုင်ဆွတ်လွတ်ရဲတဲ့မိခင်တူဒေါ်မိုးမိုးရဲ့တရားခွင်ကကြီးမားတဲ့အာယုံဆိုင်မှုတစ်ခုဖြစ်ခဲ့ပါတယ်တရားရုံးခန်းကသတင်းထောက်တွေအာဏာပိုင်တွေနဲ့ရွာသားတွေနဲ့ပြည့်နှက်နေပြီးသူတို့ရဲ့ရင်ထဲမှာတုံ့ယီနေပါတယ်ဒေါ်မိုးမိုးရဲ့နာမည်ကအခုတော့မြန်မာပြည်ကတိတ်ဆိတ်တဲ့အဖွားအိုတူတင်မဟုတ်တော့ပါဘူးသူမကအကြောက်စရာအကောင်းဆုံးဖြစ်ဆိုးရဲ့ကျူးလွန်သူအဖြစ်လူသိမြအားပါတယ်သူသားအရင်နဲ့ချွေးမကိုဟင်းချိုလုပ်ပြီးချက်ပြုတ်ခဲ့တဲ့မိခင်တူပါဒေါ်မိုးမိုးကတရက်ခန့်ထိုင်ကုန်မှာထိုင်နေပါတယ်သူမရဲ့ခန္ဓာကိုယ်ကပျက်စီးနေပုံရပြီးသူမရဲ့မျက်နှာကအရေးအကြောင်းတွေပိုပြီးထင်ရှားနေပါတယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကအရင်တိုင်းပဲပြုံးရင်းမရှိပဲအေးဆက်နေပါတယ်သူမကခေါင်းမုံပါဘူးငိုကြွေးခြင်းလည်းမရှိပါဘူးရှေ့နေချုပ်ကအတန်ကြဲကြဲနဲ့တရားစွဲဆိုချက်ကိုဖတ်ပြခဲ့ပါတယ်တရက်ခန့်ဒေါ်မိုးမိုးကကိုရဲနဲ့တဲတဲတို့ကိုအမွေနှစ်ထိမ့်သိမ်းဖို့ရည်ရွယ်ချက်နဲ့ကြံရွယ်ချတက်ရှိတက်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းတက်တည်ပြခဲ့ပါတယ်ထို့ကြောင့်ရှေ့နေချုပ်ကထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ရန်တောင်းဆိုသည့်အခန်းကဆူညံသွားခဲ့ပါတယ်ရွာသားတွေကတီးတိုးပြောဆိုကြပြီးအချို့ကမျက်ရည်ကျခဲ့ကြပါတယ်ဒေါ်ပူလဲကဒေါ်စုံမာရဲ့လက်ကိုမြဲမြဲဆုပ်ကိုင်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်တရားမျှတမှုကနောက်ဆုံးတော့ပေါ်လာခဲ့ပြီလို့သူမကတိုးတိုးလေးပြောလိုက်ပါတယ်တက်တေခုံမှာထိုင်နေတဲ့ပတ်မောင်ကခေါင်းငုံထားခဲ့ပါတယ်သူ့ရင်ထဲမှာပျက်စီးသွားခဲ့ပါပြီ
ဒေါ်မိုးမိုးကိုတနာလို့မဟုတ်ပဲသူ့တငယ်ချင်းကိုရဲနဲ့သူ့ဇနီးတဲတဲတို့ဒီလိုကြောက်မက်ဖွယ်ရာနီးလန်းနဲ့တိတ်ဆုံးခဲ့ရတယ်ဆိုတဲ့အဖြစ်မှန်ကိုသူလက်ခံဖို့ခက်ခဲနေစေပါတရားသူကြီးကတူနဲ့ခောက်ပြီးရှေ့နေချုပ်ရဲ့တောင်းဆိုချက်အတိုင်းစီရင်ချက်ချမှတ်လိုက်တဲ့အခါတရားခွင်ကတိတ်ဆိတ်သွားခဲ့ပါတယ်အားလုံးကအသက်အောင့်ထားခဲ့ကြပါတယ်ဒေါ်မိုးမိုးကခတ်တိုးတိုးတပြင်းချလိုက်ပြီးကြားနိုင်လောက်တဲ့အတန်နဲ့ပြောလိုက်ပါတယ်ကြွမြမဒီမြေကိုပဲထိမ့်သိမ့်ကျင်တာသူတို့ထွက်သွားပြီးရောင်းလိုက်ရင်ကျမပဲတေးမှာဒါကြောင့်ဒီပြစ်ဒဏ်ကိုကျမခံယူပါစေအဲ့ဒီစကားတွေကကြက်တီးမွေးညင်းတွေကိုထောင်စေခဲ့ပါတယ်နောင်တမရပါဘူးမျက်ရည်မရှိပါဘူးသူမရဲ့ရင်ကိုမျက်စိကန်းစေခဲ့တဲ့မျက်စိကန်းနဲ့ယုံကြည်မှုတစ်ခုသာတရားခွင်ပြီးတဲ့နောက်ရွာသားတွေကလေးလံတဲ့ခြေလမ်းတွေနဲ့ပြန်လာခဲ့ကြပါတယ်စီရင်ချက်ချမှတ်ပြီးပြီဆိုပေမဲ့ဒဏ်ရာကကြံနေသေးပါဒေါ်မိုးမိုးရဲ့အိမ်ကအခုတော့ရဲစည်းရုပ်ခတ်ထားတဲ့အိမ်လွတ်ကြီးဖြစ်နေပါပြီဒီအတော်အတွင်းမှာတော့တဲတဲဆိုင်ကလုံလုံခြုံခြုံတော့ခတ်ထားစေပါအဲ့ဒီနေရာနှစ်ခုကဘယ်တော့မှမေ့ပြောက်ရမယ့်မှောင်မိုက်တဲ့အဖြစ်ဆိုးရဲ့တိတ်ဆိတ်တဲ့အထိမ်းအမှတ်တွေအဖြစ်ရပ်တည်နေပါတယ်ပတ်မောင်ကိုလေယာဘေးမှာတယောက်တည်းထိုင်နေတာကိုမကြာခဏတွေ့ရပါတယ်။သူမရဲ့အကြည့်တွေကအဝေးကိုရောက်နေပါတယ်။သူမရဲ့အတန်ကတခါတရံကိုရဲနဲ့တဲတဲတို့ရဲ့နာမည်တွေကိုတိုးတိုးလေးခေါ်နေတတ်ပါတယ်။သူတို့နှစ်ယောက်စလုံးမရှိတော့ဘူးဆိုတာသူသိပေမဲ့အဲ့ဒီလေကွင်းမှာသူတို့ရဲ့ပေါင်းတင်ဆက်ဆံမှုကိုသူခံစားနေရဆဲပါ။ကိုရဲတဲတဲဒီမြေကိုတွေးနဲ့မဟုတ်ပဲဆူတောင်းခြင်းနဲ့ကျွန်တော်ထိမ့်သိမ့်မယ်လို့ကတိပေးပါတယ်လို့သူကကောင်းကင်ကိုမော့ကြည့်ရင်းတီးတူပြောလိုက်ပါတယ်။ရွာသားတွေကဖြည်းဖြည်းချင်းပြန်လဲထူထောင်မှုစူးစမ်းနေကြပါတယ်သူတို့ကဈေးကိုပြန်ဖွင့်တယ်လယ်ကွင်းကိုပြန်သွားတယ်ညနေပိုင်းမှာကလေးတွေကလမ်းငယ်လေးမှာပြန်ကစားဖို့ရဲရဲဝုန်းဝုန်းလှုပ်လာကြပါတယ်ဒါပေမဲ့လေကမီးဖိုချောင်ကနေဟင်းချက်တဲ့အနံ့ကိုတဲဆောင်လာတဲ့အခါတိုင်းအဖြစ်ဆိုးရဲ့ပုံရိပ်ကပြန်ပေါ်လာတယ်လို့ပါပဲဒေါ်ပူလဲနဲ့ဒေါ်စုံမာတို့ကအိမ်လေးကားထင်မှာအမြဲတမ်းအတူတူထိုင်နေကြဆဲပါသူတို့ကကောလာဟာလာမပြောတော့ပဲတယောက်နဲ့တယောက်နှစ်သိမ့်နေကြပါတယ်ကျွန်တော်တို့ဒီအရာအားလုံးကနေတင်ယူရမယ်အမွေနှစ်ကြောင့်လူတွေရဲ့ရင်တွေမျက်စိကန်မသွားစေနဲ့လို့ဒေါ်စုံမာကခတ်တိုးတိုးပြောလိုက်ပါတယ်။မှန်တယ်စုံမာရင်ထဲမှာဒေါသတွေပြည့်နှက်နေရင်ကိုမိသားစုတောင်တားကောင်ဖြစ်နိုင်တယ်လို့ဒေါ်ပူလဲကသူမရဲ့မျက်လုံးတွေကိုပုတ်တက်ရင်းပြန်ဖြေလိုက်ပါတယ်။ရွာကညတွေကအခုတော့ကြောက်စရာကောင်းတော့ဘူး။ဒါပေမဲ့အမြဲတမ်းဆုံးရှုံးမှုတွေနဲ့ဖုံးလွှမ်းနေပါတယ်။ကိုရဲနဲ့တဲတဲတို့ထွက်သွားခဲ့ပြီဆိုပေမဲ့သူတို့ရဲ့ဇလန်းကပစ္စည်းအပေါ်မျက်စိကန်းနဲ့ချစ်ချင်းမြတ်တာကဘလောက်အထိအန္တရာယ်ရှိနိုင်တယ်ဆိုတာကိုအမှတ်ရစေတဲ့အနေနဲ့အမြဲတမ်းအသက်ရှင်နေပါလိမ့်မယ်။ထောင်ဒဏ်ကြခံနေရတဲ့ဒေါ်မိုးမိုးကတော့ငြိမ်သက်စွာထိုင်နေဆဲဖြစ်ပြီးထောင်ပြတင်ပေါက်အပြင်ဘက်ကိုဟာလာဟင်းလင်းကြည့်နေပါတယ်။သူမအတွက်တော့ပြစ်ဒဏ်ကဝင်ထုတ်ဝင်ပို့မဟုတ်ပဲကံကြမ္မာပါပဲ။ဒါပေမဲ့ရွာသူရွာသားတွေအတွက်တော့သူမရဲ့နာမည်ကကြံရစ်ခဲ့တဲ့ဒဏ်ရာအဖြစ်အမြဲတမ်းအမှတ်ရနေပါလိမ့်မယ်။